ဘယ်လုပ်ပဲလုပ်အလွယ်တကူချောချောမောမောနဲ့အောင်မြင်သွားတယ်ဆိုတာမရှိဘူးဒါအလုပ်ဖူးတဲ့ပုဂ္ဂိုလ်တိုင်းသိတယ်နော်ဘယ်ကိစ္စပဲလုပ်အဖူးအထစ်အခက်အခဲဆိုတာကြော်ရတာကြီးပဲအကောင်းအဲ့ဒီလိုအခက်အခဲတွေကြော်ဖို့ရအတွက်ဘာလို့တော့ဆိုစိတ်ထကြံ့ခိုင်ဖို့မြတ်စွာဘုရားအမြဲတမ်းထောင်းစီအောင်ဟောထားတာတခုအောင်မြင်ကြီးပွားခြင်းဆန္ဒရှိရရှိတဲ့အတိုင်းကြိုးစားရမယ်အခက်ခဲတွေ့လာလို့ရှိရင်စိတ်ဓာတ်ကြံ့ခိုင်ရမယ်ဟောနော်စင်္ဃာဆက်ကတခုနဲ့တခုအမှတ်တမဲ့ဟောတာမဟုတ်ဘူးနောက်ဆုံးကြတော့ဘာဟောတော့ဝိမန္တဆိုတာဘယ်ကိစ္စပဲဖြစ်ဖြစ်စဉ်းစားဉာဏ်လို့ခေါ်တယ် investigation စဉ်းစားတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်သူကနော်စဉ်းစားဉာဏ်နဲ့လုပ်တဲ့အရာတစ်ခုဟာအမှားမရှိဘူးပေါ့ဒါကြောင့်မို့ဒီ၄ခုပေါင်းလိုက်တဲ့အခါမှာဆန္ဒရှိတဲ့နောက်ကကြိုးစားမှုလိုက်တယ်စိတ်ဓာတ်ချမ်းခိုင်တယ်လုပ်သမျှအသိဉာဏ်နဲ့ဥဆောင်ပြီးတော့လုပ်တယ်လို့ဆိုတဲ့အခါဘယ်မှလည်းမအောင်မြင်ပဲရှိမလဲဒါကြောင့်မို့လို့ပါဠိစာပေမှာရောမြန်မာစကားမှာရောအဆိုလေးတွေရှိတယ်ပါဠိစာပေကအလိုလာတာကဘယ်လိုလာတော့သန္တဝတ္တောကိဏ္ဏမကမ္မနသိစတိတဲ့သန္တဝတ္တောသန္တရှိတဲ့ပုဂ္ဂိုလ်မှာကိဏ္ဏမကမ္မနသိစတိမအောင်မြင်မပြည့်စည်နိုင်တဲ့အလုပ်ဆိုတာဘယ်မှာရှိမလဲအောင်မြင်နိုင်တယ်လို့ပြောတာနော်ဆန္ဒရှိပြီဆိုလို့ရှိရင်မအောင်မြင်တဲ့အလုပ်ဆိုတာမရှိဘူးတဲ့အောင်မြင်နိုင်တယ်လို့ဒီလိုပြောတာဒါတခုဝိရိယဝတ္တောကိဏ္ဏမကမ္မနသိစတိဝိရိယကြီးမားတဲ့ပုဂ္ဂိုလ်ဟာမအောင်မြင်နိုင်ဘူးဆိုတာမရှိဘူးဘယ်ကိစ္စပဲဖြစ်ဖြစ်အောင်မြင်ကြီးပွားနိုင်တယ်ဘုရားလောင်းကိုယ်တိုင်တောင်းမှပဲစဉ်းစားကြည့်နော်သူမိတာရသေးဘဝမှာဒီပင်ကရာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာဒီပင်ကရာမြတ်စွာဘုရားထံတပည့်ခံလိုက်မယ်ဘုရားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဒီပင်ကရာမြတ်စွာဘုရားထံတပည့်ခံပြီးတော့ယဟန်ပြုပြီးတရားကျင့်မယ်ဆိုလို့ရှိရင်အဲ့ဒီဘဝမှာပဲယဟန်ဖြစ်တော့မှာအတိညာပြည့်စုံပြီးသားဖြစ်တယ်ဒီလိုဆိုလိုတာနော်သို့တော့အဲ့ဒီဘဝမှာယဟန်ဖြစ်ခြင်းနဲ့ဆန္ဒမဟုတ်ဘူးဘုရားဖြစ်ခြင်းနဲ့ဆန္ဒရှိတယ်အဲ့ဒီဆန္ဒကြောင့်လက်တကမ်းအတွင်းရောက်နေတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့စွမ်းရည်တွေကိုစွန့်ပယ်ပြီးတော့ဒီဖျားဖြစ်လို့တဲ့ဆန္ဒကိုအကြောင်းပြုပြီးတော့ဖျားဖြစ်သည့်ထီအောင်จิตကြုတ်ကိုအထုတ်လာခဲ့တာဒါဆန္ဒပဲလေဖျားဖြစ်တာကဒီဆန္ဒကြောင့်ဖြစ်တယ်လို့ဒီလိုဆိုလို့တာနောက်တစ်ခုကျိုးပန်းအထုတ်မှုနဲ့ပတ်သက်လာတဲ့အခါမှာကျိုးပန်းတယ်လို့ဆိုတဲ့နေရာမှာနောက်ဆုံးမှာဖြစ်နိုင်တာလားမဖြစ်နိုင်တာလားလို့မဖြစ်နိုင်တဲ့အလုပ်တောင်မှပဲကြိုးစားမှုဆိုတာလုပ်ရတယ်နော်ကြိုးစားအထောက်မှုဆိုတာလုပ်ရဆိုပါစို့ပင်လယ်ကြီးထဲမှာမျောနေတဲ့ပုဂ္ဂိုလ်တယောက်ဟာလက်ပြကူးပြီးတော့ကမ်းခြေကိုရောက်နိုင်မှာမလားဘယ်လုံးမှမျောမှန်းလို့မရအဲ့တော့မရောက်နိုင်ဘူးဆိုပြီးတော့ဒီတိုင်းပဲပင်လယ်ထဲမှာအသေးခံမလားမကြိုးစားပဲနဲ့ပင်လယ်ထဲမှာအသေးခံရမလားဆိုတော့အသေးမခံရဘူးဖျားလောင်းနေရဲ့စိတ်ဓာတ်ကြတော့ကြည့်မဟာစနကမင်းသားသင်္ဘောပြက်ပြီးတော့ကြံတဲ့ပုဂ္ဂိုလ်တွေကနတ်တွေပူဇော်ကြငိုကြယိုချနဲ့သူတို့ဟာဘာမှကိုယ့်ရဲ့အစွမ်းအစတွေကိုအာမထုတ်ခဲနဲ့နတ်တွေတိုင်တီငိုယိုပြီးတော့အလုံးသေးကြွသေးသွားကြတယ်ပေါ့ဖျားလောင်းစနကမင်းသားကြတော့အဲ့ဒါလိုမဟုတ်ဘူးနီလန်းရှာတယ်နီလန်းရှာပြီးတော့လွတ်အောင်ကြိုးစားတယ်သူကလူတွေအများစုတည်တဲ့နေရာလူတွေအများစုရေထဲနစ်လာတဲ့အခါမှာရေထဲမှာငမန်းဆိုတဲ့အကောင်ကြီးတွေကရှိတာဟုတ်အဲ့တော့ငမန်းဆိုတဲ့အကောင်တွေကဝိုင်းပြီးတော့စားကြမှာပေါ့အဲ့ဒီလိုငမန်းတွေကတင်မောသားတွေဝိုင်းစားနေတဲ့အချိန်မှာဖះအလောင်းကအမြင့်ဆုံးရွက်တိုင်ပေါ်မှာတက်ပြီးတော့အဲ့ဓာတွေကိုကြော်တော့ဟိုဘက်ထီအောင်ခုန်ပြီးတော့ပင်လယ်ကြီးကို9ရက်တိတိလက်ပြကူးနေတာအဲ့တော့နတ်သမီးကလာမေးတဲ့ဇာလန်းမှာ
ဘာဖြစ်လို့လုံးထားလဲကမ်းမမြင်လမ်းမမြင်နဲ့မရောက်နိုင်တဲ့ကိစ္စကိုဘာဖြစ်လို့အပင်ကမန်းခံလို့တုံးဆိုတော့ဘုရားလောင်းပြောတဲ့စကားလေးကအမှန်တမ်းကောင်းတယ်သူကရောက်နိုင်တာမရောက်နိုင်တာငါအလုပ်မဟုတ်ဘူးကြိုးစားအထောက်အမှငါအလုပ်တယ်ဒီစကားအမှန်တမ်းတန်ဖိုးရှိတဲ့စကားနော်ဖြစ်တာမဖြစ်တာငါအလုပ်မဟုတ်ဘူးကြိုးပမ်းဖို့ရငါအလုပ်ဒါကြောင့်မို့တရားထုတ်တဲ့အခါမှာလည်းဒီတိုင်းပဲတောတပံမဖြစ်ဘူးသဂါရကမဖြစ်ဘူးတမာရီမရဘူးနဲ့မတွေးနဲ့လှုပ်တာကိုအလုပ်ဘာပဲဖြစ်ဖြစ်လှုပ်နေဖို့ရကိုအလုပ်မလှုပ်ဘဲမနေနဲ့လှုပ်နေအောင်ဆိုလိုတာကအလုပ်တစ်ခုကိုကြိုးစားအထုတ်နေရကြိုးစားအထုတ်မှုဟာကိုအလုပ်ခုနလိုဟာပင်လေကြီးကမ်းမှမမြင်တာငါလက်ပြစ်ကူးနေုံနဲ့ရောက်ပါမလားလို့ဒီလိုတွေးလိုက်မယ်ဆိုလို့ရှိရင်ရောက်နိုင်မှုအရှိမှမရှိပဲ impossible မဖြစ်နိုင်တဲ့ကိစ္စကြီးတခုသို့တော့ဒါမတွေ့ဘူးရောက်တာမရောက်တာငါတာဝန်မဟုတ်ဘူးကြိုးစားအထောက်မကြိုးစားတဲ့လူတွေကုန်သေးကုန်ပြီငါခဏထိအသက်ရှင်နေတယ်ကြိုးစားလို့ဟောနော်ဒီလိုဆိုလို့တာအဲ့တော့ဘုရားလောင်းရဲ့စိတ်ဓာတ်ဝါယမိထေဝပုရိသောနန္နိဗိနေယပဏိတော်တယ်ဘယ်အလုပ်ပဲဖြစ်ဖြစ်ကြိုးစားအထောက်ရမယ်တဲ့ကြိုးစားအထောက်မှုပေါ်မှာလက်မြောက်ပြီးအရှုံးပေးတာမျိုးဘယ်တော့မှမလုပ်ရဘူးတဲ့ဘယ်ကိစ္စမှဖြစ်ဖြစ်မောင်းမြင်အောင်မြင်သည့်အထိကြိုးစားရမယ်လို့ဒီလိုဆိုလို့တာလေမြန်တည်ထွင်မှုနဲ့ပတ်သက်တဲ့သမိုင်းကိုကြည့်မလားအခုလူတွေဟာကဘာအနှံ့ခရီးသွားတဲ့အခါမှာလေမြန်စီးပြီးတော့သွားကြတာအဲ့ဒါ right brother ဆိုတဲ့ညီနောင်တွေရဲ့ကျိုးပန်းအထောက်မှုကြောင့်လူတွေဟာဒီကနေ့လေမြန်စီးပြီးကောင်းကင်ကနေပြီးခရီးတွေသွားနိုင်ကြတာနော်သူတို့ဟာအမျိုးမျိုးကြိုးစားခဲ့ရှေ့ပိုင်းကလူတွေလည်းအမျိုးမျိုးကြိုးစားကြတယ်လူကိုတောင်တက်ပြီးတော့အမြင့်ကခုန်ချပြီးတော့ပြန်ကြည့်တယ်အသေးခံပြီးလှုပ်တာနော်အဲ့ဒါလို့ကြိုးစားလာတဲ့အတွက်ကြောင့်နောက်ဆုံးမှာဘာဖြစ်သွားတော့ဆိုအခုခေတ်လေမြန်ကြီးတွေဖြစ်လာလို့အလုံးဟာကောင်းကင်ကနေပြန်နိုင်တဲ့အနေအထားမျိုးရောက်သွားတယ်လေမဖြစ်နိုင်တာရှင်းတော့ကတော့ဒီလူတွေမဖြစ်နိုင်တာလုပ်တယ်လို့ပြောကြမှာသို့တော့မဖြစ်နိုင်ဘူးဆိုတာဖြစ်လာတယ်ကြိုးစားအထောက်မှုလို့ဒီလိုပြောတာနော်အဲ့တော့ကိုယ့်ကိုအမြဲတမ်းစွမ်းရတတ္တိဆိုတာရှိကိုရှိတာဒါကြောင့်မို့ဝီရိယဆိုတာဓမ္မအရေးကြီးတယ်ဒါမို့ဝီရိယဝတ္တောကိဏ္ဏမကမ္မနာသိစတိဝီရိယရှိတဲ့ပုဂ္ဂိုလ်ဖို့မအောင်မြင်နိုင်တဲ့ဒီအလုတ်ဆိုတာမရှိဘူးတဲ့အကုန်လုံးအောင်မြင်တယ်ထို့တူပဲစိတ်တဝတ္တောကိဏ္ဏမကမ္မနာသိစတိစိတ်ဓာတ်ခိုင်မာမှုဟာလည်းအောင်မြင်ခြင်းအကြောင်းတစ်ခုပဲစိတ်ဓာတ်မခိုင်လို့ရှိရင်သူကစောစောကတည်းကရှုံးသွားတတ်တယ်စိတ်ဓာတ်ကြံ့ခိုင်မှုကအမှန်တမ်းအရေးကြီးတာဒါကြောင့်မို့စိတ်ဓာတ်ကြံ့ခိုင်မှုကိုလည်းတည်ဆောက်ရမှာဖြစ်တယ်ဒါလူဆောင်အားရကြီးပဲအကုန်လုံးဝိမာန်တဝတ္တောကိဏ္ဏမကမ္မနာသိစတိစဉ္ညတုံတရားစဉ်းစားလုပ်တတ်တဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်နိုင်တဲ့ကိစ္စဆိုတာမရှိဘူးတဲ့အောင်မြင်ရမယ်လို့ဒီလိုဆိုလို့တာဒါကြောင့်မို့သန္တာဝီရိယစိတ်တဝိမာန်တဒါတွေဟာတကယ်ကိုအာကိုတိုက်တဲ့လူရဲ့စွမ်းအားတွေပဲဒါတွေအာမကိုပဲနဲ့အပြင်ကိုသွားအာကိုနေမယ်ဆိုလို့ရှိရင်လူတွေဟာညံ့သွားမှာပဲပေါ့နော်ဒါကြောင့်မို့လို့ဒီစွမ်းအားတွေကိုအောင်မြင်ကြီးပွားဖို့အတွက်ကိုယ်မှာဒီစွမ်းအားတွေအာကိုကြရမှာဖြစ်တယ်စာအုပ်လေးတစ်အုပ်မှာဘုန်းကြီးတို့အိန္ဒိယနိုင်ငံရောက်တဲ့အချိန်မှာအနားယူနေတော့ဖတ်เสียစာအုပ်ရှာရင်းကနေပြီးတော့အဖုံးဆုပ်နေတဲ့စာအုပ်ကလေးတစ်အုပ်တွေ့တယ်။ကောကိုယုံကြည်တဲ့ပုဂ္ဂိုလ်ကြီးရေးထားတဲ့စာအုပ်ပေါ့။အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်လေးပါ။ဘာသွားတွေ့တော့ဆိုတော့အပြည့်မြေလျှောက်ဖတ်ရင်းကနေဘာတွေ့တော့ဆိုစကားလုံးလေးတစ်လုံးသွားတွေ့တယ်။ God makes the impossible possible. Now God makes the impossible possible. အတိပ္ပယ်က God ဆိုတဲ့သာဝရဘုရားဟာမဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်နိုင်တယ်လို့ဒီလိုရေးထားတာအဲ့ဒီထဲပဲအဲ့ဒီစာကြောင်းလေးကအင်္ဂလိပ်လို sentence လေးရေးထားပုံလေးလှသို့တော့သာဝရဘုရားဟာမဖြစ်နိုင်တာတွေကိုအကုန်ဖြစ်အောင်လုပ်နိုင်သလားလို့ဒါယုံကြည်တဲ့ပုဂ္ဂိုလ်တွေကတော့လုပ်နိုင်တယ်လို့ပြောတာအဲ့တော့ဗုဒ္ဓဘာသာတွေအယူအဆအနေနဲ့အဲ့ဒီစကားလုံးလေးကိုသုံးပြီးတော့ဘုန်းကြီးတို့မကြာခဏ
တွန်းအားပေးတဲ့စကားလေးတွေပြောတဲ့အခါကျတော့ဆန္ဒ makes the impossible possible လူတွေမှာစိတ်ဆန္ဒရှိလာပြီဆိုလို့ရှိရင်မဖြစ်နိုင်တာဖြစ်အောင်လုပ်နိုင်တယ်လို့ဟောဆန္ဒရှိဖို့လိုအပ်တယ်ဒါမို့ကလေးလေးတွေတွေ့တဲ့အခါကျတော့မေးကြည့်မင်းကြီးရင်ဘာလုပ်ချင်လဲဘာဖြစ်ချင်လဲဆိုဒါဆန္ဒလေးတွေပဲလေသူတို့ငယ်စဉ်ကဆန္ဒလေးတွေအဲ့ဒီဆန္ဒလေးတွေဟာမအောင်မြင်ဘူးလို့မပြောနိုင်ဘူးနောက်ကဝီရိယလိုက်လာမယ်စိတ်ဓာတ်ကြံ့ခိုင်မှုရှိလာမယ်ဝိမာန်သားဆိုတဲ့ပညာစင်ကြင်တုံတရားတွေပါလာမယ်ဆိုလို့ရှိရင်အောင်မြင်သွားမှာပဲဒီလိုဆိုတာဒါကြောင့်မလို့အဲ့ဒီစကားလုံးလေးအတိုင်းပဲဝီရိယ effort makes the impossible possible ဒါလေးတွေမှတ်သားပြီးတော့ကိုအားပေးစကားပြောဖို့လိုအပ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကိုယ့်ရဲ့စွမ်းအားတွေဟာရှမ်းမယံခါကြတော့တွန့်ဆုတ်ပြီးတော့သွားရတယ်အဲ့ဒီလိုတွန့်ဆုတ်သွားတဲ့အခါမှာစီးပွားရေးလှုပ်တာပဲဖြစ်ဖြစ်ပညာရေးကြိုးစားတာပဲဖြစ်ဖြစ်အဲ့ဒါဒီတွန်းအားလေးတွေဟာကိုယ်တဏ္ဍာမှာအရေးကြီးတယ်တွန်းအားတွေပေးလိုက်တာနဲ့စွမ်းအားတွေကမြင့်တက်သွားတာပဲလူရဲ့စွမ်းအားတွေမြင့်တက်သွားနိုင်တယ်ထို့တူပဲ mind makes the impossible possible စိတ်ဓာတ်ဟာလည်းပဲမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်နိုင်တယ်ဝိမာန်တ examine knowledge wisdom makes the impossible possible wisdom ဆိုတဲ့ပညာဟာလည်းပဲမဖြစ်တာကိုဖြစ်အောင်လုပ်နိုင်တယ်ဆိုတော့ဒီစွမ်းအားတွေကဘယ်မှာရှိတာတုန်းဆိုလူတွေရဲ့တဏ္ဍာမှာရှိတာကြီးပဲအကောဒါမို့လူတဏ္ဍာမှာရှိတဲ့စွမ်းအားတွေကိုကိုယ်မြင့်တင်ပေးဖို့ပဲလိုအပ်တယ်မြင့်တင်ပေးဖို့နည်းလမ်းတွေရှိတဲ့အတိုင်းမြင့်တင်ပေးရမယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကလည်းအောင်မြင်ကြီးပွားဖို့ရာအတွက်စွမ်းအားဆိုတာကိုယ်တဏ္ဍာမှာပဲရှိတယ်တဲ့အဲ့ဒီစွမ်းအားတွေကိုမြင့်တင်ပြီးမှကြီးပွားတိုးတက်နိုင်တယ်လို့ဒီလိုဟောတာဒါကြောင့်မို့ဘုန်းကြီးတို့တွေဘဝတစ်ခုကိုရလာပြီရလာတဲ့အခါမှာအမတ်တမဲနဲ့ဘဝတစ်ခုအဆုံးသတ်မသွားစေရကိုလုံနိုင်တဲ့စွမ်းရည်တတ္တိတွေရှိကြလူတိုင်းမှာစွမ်းရည်တတ္တိတွေရှိကြရှိနေတဲ့စွမ်းရည်တတ္တိတွေကိုအသုံးမချပဲနဲ့နေ့စဉ်နဲ့အမျှစားစရာရှာရင်ဝတ်စရာရှာရင်နေစရာအတွက်အလုပ်လုပ်ရင်းနဲ့ဒါလေးတွေဘဝတစ်ခုအဆုံးသတ်သွားလို့ရှိရင်လူဖြစ်ရကြိုးဆိုတာမနှက်ဘူးတဲ့။ဘာဖြစ်လို့လဲဆိုလူတွေမှသာစားစရာရှာတာမဟုတ်ဘူးတိရစ္ဆာန်တွေလည်းစားစရာမရှာဘူးလား။အဲ့တော့ဘာမှမထူးဘူးလေသူတို့လည်းစားစရာရှာတာကိုယ်လည်းစားစရာရှာတာနော်။ဝတ်စရာတိရစ္ဆာန်တွေကြတော့ဝတ်စရာတော့မရှာဘူးပေါ့နော်။နေစရာရှာတယ်သူတို့လည်းအတိုက်တွေအမြုံတွေနေစရာရှာတယ်။စားစရာရှာတယ်ဝတ်စရာရှာတယ်နေစရာရှာတယ်မကြမ်းမမာရင်ဆေးကုဖို့လိုရတယ်ဆိုတာဒီလိုဟာတွေနဲ့အချိန်ကုန်ရင်ဒါဘဝတစ်ခုဟာရိုးရအလုပ်တစ်ခုနဲ့ပဲအချိန်ကုန်သွားတယ်ထူးခြားလာတဲ့အနေအထားတစ်ခုမှမရှိဘူးတဲ့ဒါကြောင့်မို့ထူးခြားလာအောင်ကိုယ့်ရဲ့စွမ်းရည်တတ္တိတွေကိုတဘဝပြီးတဘဝမြင့်လာအောင်မြင့်တင်ပေးဖို့လိုအပ်တယ်အဲ့ဒါလိုဘဝတစ်ခုမှာလေ့ကျင့်မြင့်တင်ပေးတာကိုပဲပါရမီဖြည့်တယ်လို့ပြောတာကိုယ်စိတ်ဓာတ်ကိုကိုပြင်ဖို့လိုအပ်တယ်လူတွေဟာဒီအကြောက်တရားတို့အမျော်တို့ဟာခောက်ရွေးကျိုးနေတာမျိုးဖြစ်တတ်တယ်ပေါ့ကြောက်စရာလည်းမလိုဘူးမျောနေစရာလည်းမလိုဘူးအရေးကြီးဆုံးကမျောတင်းချက်ထားလို့ရှိရင်အဲ့ဒီအတိုင်းဥတည်ပြီးတော့ဆန္ဒရှိရမယ်ကိုရှိတဲ့ဆန္ဒအတိုင်းလုံလဝိရိယနောက်ကလိုက်ရမယ်စိတ်ဓာတ်ချမ်းခိုင်မှုရှိရမယ်လုပ်ပြီးဆိုတဲ့အခါမှာစဉ္ញံတုံတရားရှိသွားရှိပြီးတော့လုပ်ရမယ်လို့ဒီလိုဆိုလို့ရှိရင်လူတွေရဲ့စွမ်းအားဟာပြည့်လာပြီးတော့အောင်မြင်ကြီးပွားခြင်းဆိုတဲ့အကျိုးတရားကိုမရဘဲမနေဘူးဘယ်ထိကိုအောင်မြင်နေတာလဲဆိုတဲ့အတိုင်းအတာတစ်ခုရအောင်မြင်ကြီးပွားအဲ့ဒီအောင်မြင်ကြီးပွားတယ်ဆိုတာကိုမင်္ဂလာလို့ခေါ်တာပဲလောကမှာလူတွေကမင်္ဂလာနဲ့ပြောတာမင်္ဂလာဆိုတာဟိတဒုက္ခဖြစ်ပေါ်စေတာဟိတဒုက္ခဖြစ်တယ်ဆိုတာအောင်မြင်တာကြီးပွားတာကိုပြောတာအဲ့ဒီအောင်မြင်မှုကြီးပွားမှုဟာလူရဲ့စွမ်းအားနဲ့လူတဏ္ဍာမှာရှိရမယ့်အနေအထားတွေအခြေခံတွေအခြေအနေကောင်းတွေမရှိဘဲနဲ့ဘာတစ်ခုမှဖြစ်မှာမဟုတ်တစ်ပင်လေးတစ်ပင်စိုက်အောင်နော်အခြေအနေကောင်းရှိရမယ်ဘာအခြေအနေကောင်းလို့ဆိုမြေကောင်းရမယ်ရေကောင်းရမယ်ဟောဇာတိဥရုကောင်းတဲ့နေရာဖြစ်ရဒီလိုဆိုရင်ဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘူးဆိုရင်ဖြစ်တဲ့လောက်မဖြစ်ဘူးအခြေအနေကောင်းဆိုတာအဲ့ဒါကိုပြောတာ
အဲ့ဒီလိုအခြေအနေကောင်းဆိုတာကိုယ့်အကိုဖန်တီးပေးရအခြေအနေကောင်းကိုဖန်တီးပေးခြင်းဖြင့်စွမ်းဆောင်မှုစွမ်းအားတွေဟာတိုးတက်ပြီးတော့သွားမှာကောင်းပြီမြတ်စွာဘုရားမင်္ဂလာတုတ်မှာဆိုလို့ရှိရင်ဘုရားရဲ့အဆုံးအမဘုရားဘာသာဝင်တွေကဒီတိတိကျကျ apply လုပ်ပြီးတော့နားလည်ဖို့အမှန်တမ်းအရေးကြီးတယ် apply လုပ်တယ်ဆိုတာလက်တွေ့သုံးချတာကိုပြောတာနော်ဘုရားဘာသာဝင်တွေအများစုဟာဘာလုပ်လဲဘုရားရှိခိုးတယ်ဒါနလုပ်တယ်သီလဆောက်တည်တယ်ရိုးရာအလုပ်ကလေးနဲ့တည်းဒီလိုနေကြတယ်မြတ်စွာဘုရားဟောတာဟာဒီတဲ့ပို့တယ်နော်မြတ်စွာဘုရားအဆုံးအမတွေမှာဒီတဲ့ပို့တယ်ဒီတဲ့ပို့တာတွေကိုအမှတ်ထားတတ်ဖို့လိုတယ်မြတ်စွာဘုရားဆုံးမတဲ့အခါမှာလူတွေမှာ၃ပိုင်းခွဲကြည့်လိုက်ကိုယ့်ကိုယ်ဘယ်အစားတွေကလဲဘယ်အဆင့်ကလဲအခုပြောမယ်ဆိုရင် level ပေါ့ level 1 2 3ထားကြည့်အဆင့်30ထားကြည့်ပဲနံပါတ်1အဆင့်ကဘာတော့ဆိုဒီဘဝမှာစီးပွားဥစ္စာတွေကြီးပွားတိုးတက်ပြီးသားနဲ့သမီးနဲ့ဆွေနဲ့မျိုးနဲ့တိုက်တိုက်ဝန်းဝန်းနဲ့ချမ်းချမ်းသာသာနေချင်တယ်ဆိုတဲ့လူကဒါပထမအဆင့် level ပဲအဲ့ဒီအဆင့် level အောင်မြင်ဖို့အတွက်လည်းမြတ်စွာဘုရားဟောထားရှိတယ်ဒီအဆင့်နဲ့တည်းမကျင့်တတ်သေးဘူးနောင်ဘဝဆိုတာကိုမသိဘူးမသိတဲ့နောင်ဘဝအတွက်ဘာလို့ဘာပြင်ထားရမလဲဘယ်လိုပြင်ဆင်ရမလဲဒီဘဝကြီးဟာတနေ့ကျလို့ရှိရင်တို့ဒီဘဝကြီးကအဆုံးသတ်မှာအဆုံးသတ်သွားတော့နောင်ဘဝမှာအခြေအနေကောင်းအောင်တို့ဘာလုပ်ထားရမလဲကိုမသိအဲ့ဒါအတွက်လည်းမြတ်စွာဘုရားကတံပရာယိကထလို့ခေါ်တယ်နောင်ဘဝအတွက်အကျိုးရှိရာရှိကြောင်းမြတ်စွာဘုရားဟောထားဘာတွေပြင်ဆင်ထားရမယ်ဆိုတာမြတ်စွာဘုရားအကျုပ်တင်ဟောထားတယ်ဒါကဒီဘဝတည်းမကဘူးနောက်ဘဝပါကောင်းစားခြင်းတဲ့ပုဂ္ဂိုလ်တွေက level 2လို့ဒီလိုမှတ်တယ်အဆင့်2မှာဒီလိုစဉ်းစားအဆင့်3ရောက်တဲ့ပုဂ္ဂိုလ်တွေကြတော့ဒီဘဝလည်းကြီးပွားတိုးတက်လဲကြီးပွားတိုးတက်မှုလည်းမလိုချင်ဘူးနောက်ဘဝဆိုတာလည်းမလိုချင်တော့ဘူးဒီဘဝမှာပဲဒုက္ခတွေအဆုံးသတ်ပြီးတော့နိဗ္ဗာန်ရချင်တယ်ဆိုတဲ့ပုဂ္ဂိုလ်level 3အဆင့်မြင့်ဆုံးပဲသူအဆင့်လိုက်သူအလုံးလုံးဖို့လိုတယ်နော်သူအဆင့်လိုက်သူအလုံးလုံးရမယ်နံပါတ်1အဆင့်ကနံပါတ်3သွားလုံးလို့မရဘူးသူအဆင့်နဲ့သူလုံးရဘယ်ဟာရာပဲဖြစ်ဖြစ်အကြောင်းဟာသူ့အကြောင်းနဲ့သူရှိတယ်မြတ်စွာဘုရားကအဲ့ဒီ3မျိုးလုံးနဲ့ဟောထားတယ်ဒါကြောင့်မို့ဘုရားကိုတတ်ထာလို့ဂုဏ်ပြုပြီးတော့ဒီတကယ့်ကိုဆုံးမနိုင်တဲ့အခြေအနေကောင်းတွေကိုဖြစ်ပေါ်အောင်ဆုံးမနိုင်တဲ့ဆရာတဆူလို့ဒီလိုတတ်ထာတွေကမနုဿနံလို့ဆိုပြီးတော့ဘုရားကုံတော်ထဲမှာဒီလိုဆိုထားတာနော်ဒိဋ္ဌဓမ္မိကတံပရာယိကပရမတ္ထေဟိတတ္တိတာတတိအနုတတတိဒီတတ်ထားတယ်ဒိဋ္ဌဓမ္မိကဆိုတာဒီဘဝချမ်းသာဒုက္ခရဖို့အတွက်လမ်းညွှန်မှုပြုတာတံပရာယိကဆိုတာပေတိချမ်းမဲ့၌ကောင်းရသူတွေရောက်ဖို့ပရမတ္ထဆိုတာတန်မြာဝကလွတ်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဒီ3ခုစလုံးကိုပေးနိုင်တယ်လောကီပညာတွေကဒီဘဝချမ်းသာဖို့တစ်ခုပဲပေးနိုင်တယ် level 2မလုံနိုင်ဘူး level 3ဆိုဝေးနော်တေချာစဉ်းစားကြည့်နော်အခုကိတက္ကသိုလ်တွေ university တွေ college တွေထောင်ထားတာဘယ်အတွက်တုန်းဆိုဒီဘဝချမ်းသာရေးတစ်ခုအတွက်ဒိဋ္ဌဓမ္မိကအတွက်တစ်ခုတင်ဒိဋ္ဌဓမ္မိကတောင်ပြီးပြီးစုံသလားဆိုပြီးမစုံဘူးဒိဋ္ဌဓမ္မိကအတွက်တောင်တချမ်းပဲတတ်နိုင်နေတယ်ဒီလိုဆိုအောင်လောကီပညာတချမ်းပဲဘာဖြစ်လို့တချမ်းပဲလို့ပြောရတာတော့ဆိုလောကီပညာသင်လိုက်လို့ရှိရင်ဘာတွေသင်ပေးတာတော့ဆိုစီးပွားဥစ္စာရှာနီးကား economy ပေါ့ပြောမယ်ဆိုလို့ရှိရင်မရသေးတဲ့စီးစိမ်ဥစ္စာတွေရအောင်ရှာတဲ့နီးရပြီးသားစီစဉ်ဥစ္စာတွေတိုးတက်အောင်လုပ်နိုင်တဲ့နည်းဒါကိုဒီနည်းကိုပဲသင်ပါပဲအလောက်တိုင်ရမယ်စီးပွားရမယ်စီးပွားဖြစ်မယ်ဒီဟာပဲသင်ပေးအဲ့ဒါဟာတခြားမဲ့ရှိသေးတယ်မြတ်စွာဘုရားဟောထားတာလူဆိုလို့ရှိရင်နှစ်ဖက်ဆောင်ရမယ်တဲ့အမြင်မျက်စိ2မျိုးရှိရမယ်တဲ့လူတွေမှာအမြင်မျက်စိ2မျိုးဆိုတာနံပါတ်1ကဘာတော့ဆိုရင်စီးပွားရှာတတ်တဲ့မျက်စိရှိရမယ်နော်စီးပွားရှာနိုင်တဲ့မျက်စိဆိုတာစီးပွားရေးမျက်စိဆိုတာခုနပြောတဲ့ economy ကိုပြောတာနော်
ဘယ်လိုစီးပွားရှာတဲ့မျက်စိလဲလို့ဆိုလို့ရှိရင်မရသေးတဲ့စီစဉ်ဥစ္စာရအောင်ရပြီးသားစီစဉ်ဥစ္စာတွေတိုးပွားလာအောင်နော်တဖြည်းဖြည်းချမ်းသာကြွယ်ဝလာသည့်ထိအောင်ရောင်းဝယ်ဖောက်ကားစိုက်ပျိုးပါညာအကုန်လုံးပေါ့လူလောကမှာစီးပွားဖြစ်ထွန်းအောင်စီးပွားကြီးပွားတိုးတက်အောင်လုပ်တဲ့ဤစနစ်တွေအဲ့ဒါဟာစီးပွားရေးမျက်စိလို့ခေါ်တယ်ခြုံငုံပြောလို့ရှိရင်အဲ့ဒီစီးပွားရေးမျက်စိကမျက်စိတစ်လုံးမှရှိသေးတယ်တစ်ဖက်ပဲရှိသေးတယ်မြတ်စွာဘုရားကနောက်တစ်ဖက်ရှိသေးတယ်တဲ့အဲ့ဒီနောက်တစ်ဖက်ကဘာလို့ဆိုရင် moral eye လို့ခေါ်တယ်နော်ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိရှိရအောင်မယ်ဒါကကုသိုလ်ဒါကအကုသိုလ်ဒါကအပြစ်ရှိတယ်ဒါကအပြစ်မရှိဘူးဒါကလှုပ်တဲ့နဲ့ဒါကမလှုပ်တဲ့ဘူးဆိုတာခွဲခြားပြီးသိနိုင်စွာရှိတဲ့ပညာရရှိရအောင်မယ်မှန်တယ်အဲ့ဒီနှစ်ခုစုံမှလူကောင်းလို့ခေါ်တာအေးစီးပွားရေးမျက်စိတစ်ခုတည်းသာရှိတဲ့လူတွေဘာဖြစ်လဲလို့ဆိုရင်ဘာပဲဘသူတွေတေးတိမ်ငတေးမှာပြီးရောဆိုစီးပွားရှာနေကြတာကြည့်လေခဏခက်မှာစီးပွားရှာတာကြည့်လေမမမကန်ပစ္စည်းဥစ္စာတွေမမမကန်အစားအသောက်တွေနဲ့စီးပွားရှာတယ်နော်ဘသူတွေဘာဖြစ်ဖြစ်ဆိုပြီးတော့စီးပွားရှာနေတဲ့လူတွေမရှိဘူးလားဆိုရှိတယ်ရှိတယ်အဲ့ဒါဘာလို့ဒီလိုဖြစ်ရတာတော့ဆို moral eye လို့ခေါ်တဲ့ဒုတိယမျက်လုံးမရှိတာဒုတိယမျက်လုံးမရှိတဲ့လူကတော့စီးပွားဖြစ်ပြီးရောအကုန်လုံးပဲသူ့ရဲ့စိတ်ဓာတ်ကအဲ့လိုပတ်စံရရင်ပြီးရောပေါ့ရှင်းရှင်းပြောရင်ပတ်စံရရင်ပြီးရောအကုန်လုံးပဲအဲ့ဒါစီးပွားရေးမျက်စိတစ်ဖက်တတ်တင်ရှိတာမြတ်စွာဘုရားကအဲ့ဒါဆိုမပြည့်စုံဘူးတဲ့ကိုချင်းတရားနဲ့ပြန်ထည့်ရကိုချင်းတရားနဲ့ပြန်ထည့်မှာစီးပွားဖြစ်ရုံနဲ့မကြည့်ရဘူးကိုချင်းတရားမပြည့်စည်စေရတဲ့ကိုချင်းတရားနဲ့ပြန်ထိန်းတာအကုသိုလ်နဲ့စီးပွားမရှာဘူးကုသိုလ်နဲ့ပဲစီးပွားရှာမကောင်းတဲ့အလုံးနဲ့စီးပွားမရှာဘူးသူများထိခိုက်မဲ့အလုံးနဲ့စီးပွားမရှာဘူးကောင်းတဲ့အလုံးနဲ့ပဲအများမထိခိုက်တဲ့နည်းနဲ့ပဲစီးပွားရှာမယ်လို့ဟောဒီနှစ်ခုထိန်းညှိပေးထားတာထိန်းညှိပေးထားတာစီးပွားရေးနဲ့ကိုချင်းတရားဒီနှစ်ခုကတွဲဖက်ပြီးတော့ထားကဲကိုချင်းတရားပြက်ပြားပြီးတော့စီးပွားပတ်စံရပြီးရောဘယ်လိုနည်းနဲ့ရှာပတ်စံရပြီးရောဆိုတဲ့လူတွေဟာကိုချင်းတရားပြက်ပြားလာသည့်အတွက်ကြောင့်နောက်ဆုံးမှာဘဝတစ်ခုအဆုံးသတ်ဘယ်တော့မှမကောင်းဒီဘဝကောင်းတယ်ဆိုတော့နောက်ဘဝကောင်းဖို့မရှိတော့ဘူးသူတို့ဒီလိုဆိုလိုတာနော်အဲ့တော့မြတ်စွာဘုရားကဒီနှစ်ခုထိမ့်ကြည့်ပြီးတော့ထားမယ်လူတော်လူကောင်းဆိုတာဒီနှစ်ခုရှိစာပေကပြောတယ်ဒွိစက္ခုလို့ခေါ်တယ်မျက်စိနှလုံးရှိတယ်မျက်စိနှလုံးရှိရမယ်မျက်စိနှလုံးစီးပွားရှာရတဲ့မျက်စိရှိရမယ်ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိရှိရဒီမျက်စိနှလုံးထိမ့်ချုပ်ပြီးတော့အလုံးလုံးတဲ့ပုဂ္ဂိုလ်မှာတကယ်လူတော်လူကောင်းလို့ဒီလိုသတ်မှတ်တယ်မြတ်စွာဘုရားဒါဘုရားဟောတဲ့အခြေခံတရားတွေပဲနော်အဲ့ဒီတရားဘယ်မှာရှိတာတော့ဆိုအင်္ဂုတ္တရနိကေအန္တတုတ်တံဆိုတာမြတ်စွာဘုရားဟောတာရှိအဲ့ဒီအန္တတုတ်တံမှာလောကလူသားတွေရဲ့အကျိုးရည်ညွှန်းပြီးတော့မြတ်စွာဘုရားစီးပွားရှာတာတောင်မှပဲတရားသဖြင့်စီးပွားရှာရမယ်လို့ဒီလိုဟောတာအကြောင်းမဲ့မဟုတ်ဘူးပြန်ပြီးတော့ထိန်းညှိပေးထားတဲ့သဘောအဲ့ဒါလို့ထိန်းညှိထားတဲ့လမ်းမှန်ပေါ်ကနေပြီးတော့လမ်းလွဲမသွားအောင်မြတ်စွာဘုရားကလမ်းကြောင်းကိုဖော်ထုတ်ပေးတာအဲ့ဒီလမ်းပေါ်လျှောက်သွားတဲ့ပုဂ္ဂိုလ်မှရလာတဲ့စီးစိမ်ဥစ္စာလည်းခိုင်မြဲတယ်ကိုချင်းတရားကောင်းမွန်သည့်အတွက်ကြောင့်မဟုတ်မတရားတွေလည်းမဖြစ်ဘူးတဲ့ကောင်းတဲ့ဘက်ကပဲသွားတယ်ဒီလိုဆိုတာနော်အဲ့ဒါကြောင့်မို့လို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်တို့စီးပွားရှာတတ်အောင်လည်းကြိုးစားအထောက်ရမယ်စီးပွားရှာတဲ့အခါမှာလည်းပဲမတော်မတရားအတ္တမလူစရိုက်လုပ်ငန်းနဲ့စီးပွားရှာတာမျိုးတို့မလုပ်စေမဖြစ်စေရဘူးကိုချင်းတရားပြတ်သွားတဲ့စီးပွားရှာနည်းမျိုးလည်းမရှာရဘူးဟောမြတ်စွာဘုရားကဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့တင်းတင်းကြပ်ကြပ်ပြောတာမဟုတ်ပြီမယ်ဥပဒကဘုရားဘာသာဖြစ်လာလို့ရှိရင်ဟောဒီအယောင်းဝယ်၅မျိုးတော့မလုပ်သင့်ဘူးမလုပ်ရဘူးလို့ဒီလိုဟောထားတာရှိနော်ဒါတွေကတချို့ကသိပြီးတော့မသိကြဘူးပေါ့၅ခုအယောင်းဝယ်မလုပ်ရမယ်အရာ၅ခုရှိတယ်ဘာဖြစ်လို့ဘာလဲဆိုလို့ရှိရင်လူတတ်တဲ့လက်နဲ့အယောင်းဝယ်မလုပ်ရဘူးလက်နဲ့အယောင်းဝယ်မလုပ်ရဘူးလို့ဆိုတယ်လက်နဲ့ကုန်သွယ်တဲ့လုပ်ငန်းကိုဘုရားဘာသာဝင်တယောက်အနေနဲ့စီးပွားမရှာတဲ့ဘူးပေါ့အဲ့ဒါ
ဘာဖြစ်လို့တော့ဆိုတော့ထိကြိုက်တယ်လေဒီလက်နဲ့ကိုအကြောင်းပြုပြီးတော့အသက်ဆုံးရှုံးသွားနိုင်တယ်ပစ္စည်းဥစ္စာတွေဆုံးရှုံးနိုင်တယ်ဒါကြောင့်မို့လို့တစ်ဖက်သားကိုဒုက္ခဖြစ်စေနိုင်တဲ့အရာဖြစ်သောကြောင့်လက်နဲ့အယောင်းဝယ်မလုပ်သင့်ဘူးတဲ့မြတ်စွာဘုရားဒါကိုတထဝနိဇာလို့ခေါ်တယ်တထဝနိဇာလက်နဲ့အယောင်းဝယ်ဟောနောက်တစ်ခုကဘာတော့ဆိုရင်တတ္တဝနိဇာလူယောင်းလူကုန်ကူးတာမျိုးမလုပ်သင့်ဘူးခရိခေလူကုန်ကူးတယ်လူကိုအယောင်းဝယ်လုပ်တာလေလူယောင်းလူဝယ်လုပ်တာခရိခေရှေးခေတ်တုန်းကတော့ကြွန်ဖြစ်ရောင်းစားတာအခုလည်းတူတူပဲတချို့ကိုယ်ရောင်းစားတာတောင်ရောင်းစားမှမသိဘူးအခုခေတ်မှာပို့ပြီးတော့ဒီလူရောင်းဝယ်ဆိုတာအလုံးလည်းကြားဘူးနေကြမှာပဲเนาะလူကုန်ကူးတယ်လို့ခေါ်တယ်ခဏခေတ်ကအဲ့ဒါမြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း2500ကလေးဟောထားတာတတ္တဝနိစ္စတဲ့လူသားတွေကိုခိုင်းစေဖို့အတွက်အယောင်းဝယ်မလုပ်ရဘူးတဲ့ခုခဏခေတ်မှာတော့ရှင်းတော့ဖမ်းဆီးပြီးတော့ကျိုးနဲ့တုပ်ပြီးတော့ရောင်းတာခုကြက်ကလေးတွေခြေတော့ခြီပြီးတော့ရောင်းတယ်လို့ပဲเนาะအခုခေတ်ကတော့သိပြီးတော့တိမ်မွေးတယ်ကိုယ်ရောင်းစားလို့ရောင်းစားမှမသိအောင်ရောင်းစားတာအလုံးရှာပေးမယ်ဆိုပြီးတော့ခေါ်သွားပြီးတော့တကယ်ချင်းအိမ်လိုဘာလိုနဲ့အဲ့ဒီမှာထားပြီးဒီမှာနေသူကစားကျွေးမွေးထားမယ်နဲ့ဆိုပြီးတော့အဲ့ဒီအိမ်မှာထားပစ်ခဲ့တာပတ်စံယူသွားပြီဒီလူကလာခေါ်လို့နဲ့နေတယ်အဲ့ဒီအိမ်ကိုရောင်းထားခဲ့ပြီးသားဖြစ်တယ်ပတ်စံကသူကယူသွားပြီနော်ဒါမျိုးတွေဟာမကြားခြင်းအဆုံးခဏခဏကြားနေရတာပေါ့ဒါလူရောင်းဝယ်လို့ခေါ်တယ်အဲ့တော့ဘုရားဘာသာဝင်တွေဟာတစ်ဖက်သားကိုစိတ်ဆင်းအောင်လုပ်တာမျိုးဒါမျိုးအယောင်းဝယ်မလုပ်သင့်ဘူးတဲ့မလုပ်ရဘူးတဲ့နောက်တစ်ခုကဘာလို့ဆိုဝိတဝနိစ္စအစိတ်တွေအယောင်းဝယ်မလုပ်ရဘူးအစိတ်နဲ့ပတ်သက်တာတွေအယောင်းဝယ်မလုပ်ရဘူးနောက်တစ်ခုကမန္တဝနိစ္စအကောင်ပလောင်တွေကိုတတ်တာတတ်ဖြတ်တဲ့အယောင်းဝယ်မျိုးမလုပ်ရဘူးတဲ့နော်အဲ့ဒါလည်းပဲမလုပ်တဲ့ဟာတစ်ခုပဲနောက်တစ်ခုကဘာလို့ဆိုမစ္ဆဝနိစ္စမူရစေဝမူရစေဝဆိုတာဟာကြည့်လေဖျားရတာတားမြစ်တာမဟုတ်ဘူးခဏခေတ်မှာဆိုလို့ရှိရင်စင်ကာပူနိုင်ငံသွားဘူးတဲ့လူတွေသိကြလိမ့်မယ်စင်ကာပူဗီဇာလျှောက်တဲ့အခါမှာဘာစလုံးကိုရိုက်ထည့်လိုက်တယ်လဲလို့ဆိုလို့ရှိရင်မူရစေဝအယောင်းဝယ်မှောင်ကိုလုံးလို့ရှိရင်တေထံဆိုတာကိုစာရန်ကြီးရိုက်ထည့်ထားတာနော်တေထံပေးနိုင်တယ်ဆိုတာ capital punishment death punishment capital punishment လို့လည်းခေါ်တယ် death punishment လို့လည်းခေါ်တယ်မူရစေဝါရောင်းဝယ်ဖို့ကတေထံကိုကြားစိနိုင်တယ်လို့အဲ့လိုကိုဒီသူ့နိုင်ငံမှာမူရစေဝါလာပြီးတော့ခိုးသွင်းလာမှာဆိုလို့ဒါတွေကလည်းခိုးသွင်းနေတဲ့လူတွေရှိတာပဲเนาะအဲ့ဒီလိုမူရစေဝါရောင်းဝယ်မှုကတေထံထိအောင်ပေးနိုင်တဲ့ပြစ်မှုတစ်ခုဆိုတာကြည့်လေဒါဘာဖြစ်လို့ဒီလိုပြညတ်ရတာတော့ဆိုဒီမူရစေဝါသုံးလို့ရှိရင်လူတွေမှာဒုက္ခရောက်တာတော့ဒါသေချာနေတာပဲပေါ့အဲ့ဒါကြောင့်ဟုတ်လို့မြတ်စွာဘုရားကလည်းဘုရားဘာသာဝင်တွေရောင်းဝယ်မလုပ်ရဘူးဆိုရင်ဒီ၅မျိုးနော်လက်နဲ့အယောင်းဝယ်မလုပ်ရဘူးလူကုန်ကူးမှုမလုပ်ရဘူးအသားတက်ပြီးတော့ရောင်းဝယ်တဲ့တိရစ္ဆာန်တွေတက်ရောင်းတာမျိုးမလုပ်ရဘူးအစိတ်ရောင်းတာမျိုးမလုပ်ရဘူးနော်မူရစေဝါရောင်းဝယ်တာမျိုးမလုပ်ရဘူးတဲ့ဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်ဒီကုံသွယ်မှု၅မျိုးကတော့လုံးဝမလုပ်ရဘူးဒါဖြင့်ဉာဏ်လိန်နာညာတာရောတာတွေလုံးလို့ရလားလို့ဆိုအဲ့ဒါလည်းမလုပ်ရဘူးဆိုလိုတာနော်ပစ္စည်းအတုတွေလိန်နာညာတာရောင်းတာဝယ်တာဒါမျိုးတွေလည်းမလုပ်သင့်ဘူးအလေးခိုးတာစပြီးတော့ခိုးတာဝက်တာတခုမှမလုပ်သင့်ဘူးပေါ့အေးဒါကြောင့်မို့မြတ်စွာဘုရားရဲ့တရားတော်ဟာအခြေခံပိုင်းမှာအမြဲတမ်းအရေးကြီးတာပေါ့တော့မြတ်စွာဘုရားကလူရဲ့စွမ်းအားအောင်ရင်ကြီးပွားဖို့ဆိုတဲ့နေရာမှာဒီ morality ဟာအမြဲတမ်းအရေးကြီးတယ်တဲ့ကိုချင်းတရားနဲ့ထိမ့်မှကြံတဲ့အောင်မြင်မှုတွေဟာရေရှည်ခံနိုင်တယ်ပေါ့ဒါကြောင့်စီးပွားတိုးတက်အောင်လည်းလုပ်ရမယ်တစ်ဖက်ကလည်းပဲကိုချင်းတရားတိုးတက်အောင်လုပ်ရမယ်စီးပွားရေးကိုကိုချင်းတရားနဲ့ပြန်ထိမ့်ပေးထားတာအခုခေတ်တွေ့ဘူးကြလိမ့်မယ်အောင်စီးပွားရေးမှာအောင်မြင်ကြီးပွားလာတဲ့အခါဘာဖြစ်တုံးဆိုကိုချင်းတရားတွေပြက်ပြားလာကိုချင်းတရားပြက်ပြားတာနောက်မှလိုက်ပြီးတော့စီးပွားလည်းပြက်သွားတယ်နောက်ကျအဲ့လိုနဲ့ဆင်းရဲသွားတဲ့လူတွေရှိတာပဲလေအေးဒါကြောင့်ကိုစွမ်းအားတွေရစွမ်းအားအောင်မြင်ကြီးပွားအောင်လုပ်တယ်ဆိုတဲ့နေရာမှာအခုလိုဘက်စုံဘက်က
တော်အောင်ကြီးပွားအထောက်ဖို့ဆိုတာမြတ်စွာဘုရားဒီလိုဟောတယ်အဲ့တော့ဗုဒ္ဓဘာသာဝင်တို့ရဲ့နေနည်းထိုင်နည်းပေါ့ဘာသာတရားဆိုတာ way of life လို့ပြောကြတယ် way of life ဆိုတာဘဝမှာဘယ်လိုနေရမယ်ဆိုတာဗုဒ္ဓဘာသာဝင်တယောက်ဟာဘယ်လိုနေတယ်တခြားဘာသာဝင်တယောက်တွေကဘယ်လိုနေတယ်ကိုယ်ဘာသာရဲ့အဆုံးအမနဲ့ဘဝမှာဘယ်လိုနေရမယ်ဆိုတာအဲ့ဒီအဆုံးအမအတိုင်းလိုက်နာကျင့်သုံးဖို့ဆိုတာအမှန်တမ်းအရေးကြီးတယ်ပေါ့ကောင်းပြီမြတ်စွာဘုရားကဘုန်းကြီးတို့တွေကိုလူဘဝရောက်လာပြီဆိုတဲ့အခါမှာဘာအရေးကြီးဆုံးတုံးလို့အောင်မြင်ကြီးပွားဖို့အတွက်အရေးကြီးဆုံးတစ်ခုစတင်ပြီးတော့ပြောထားတာရှိတယ်။ဘာလဲလို့ဆိုရင်မင်းလူဘဝလူတွေရဲ့အတိုင်းဝိုင်းလူတွေနဲ့နေတဲ့အခါမှာအသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေအသိဉာဏ်မဲ့တဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေနဲ့အပေါင်းအသင်းမလုံးနဲ့ဒါအစဟောတာနော်ဒါအစဟောတာအဲ့တော့ပေါင်းတင်ဆက်ဆံလေဆိုတဲ့နေရာမှာဘုန်းကြီးတို့တွေဘဝစတာကစကြည့်လိုက်ကိုယ်ကံအားလျော်စွာမိဘတူဦးအိမ်မှာတော့ရောက်လာကြမှာပဲပေါ့အဲ့ဒီရောက်လာတဲ့မိဘကတခိုးဓမြဖြစ်ခြင်းလည်းဖြစ်မယ်တန်ခါလှုပ်ရှားတဲ့လူဖြစ်ခြင်းလည်းဖြစ်မယ်မုတ်ဆိုးလှုပ်ရှားတဲ့လူလည်းဖြစ်ခြင်းဖြစ်မယ်အယောင်းဝယ်လှုပ်ရှားတဲ့လူလည်းဖြစ်ခြင်းဖြစ်မယ်တခြားစီးပွားလုပ်တဲ့ပုဂ္ဂိုလ်လည်းဖြစ်ခြင်းဖြစ်မယ်နော်ကိုယ်ကံအားလျော်စွာကိုမသိဘူးကိုရွေးလို့မရဘူးကံတရားကရွေးပေးလိုက်တဲ့အတိုင်းလူတွေဟာကြည့်တန်ခါလှုပ်ရှားတဲ့မိဘရဲ့ဝမ်းသို့မဟုတ်မွေးမြူရေးလှုပ်ရှားတဲ့လူရဲ့ဝမ်းနဲ့မိဘရဲ့ဝမ်းနဲ့ရောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်လိုနေမလဲစဉ်းစားကြည့်ပေါ့နော်ဘဝပေးလိုက်ကြတဲ့ကသူကဟိုဒုစရိုက်ထဲမှာပို့လိုက်တယ်လို့ဖြစ်မနေဘူးလားဒုစရိုက်တော်တဲ့ကိုပို့ပေးလိုက်တယ်အမှန်တမ်းကံဆိုးတယ်လို့ပြောအောင်နော်ဒုစရိုက်ထဲကိုပို့ပေးလိုက်တယ်အဲ့ဒါကြတော့ကိုကရွေးချယ်တဲ့အပေါင်းအသင်းမဟုတ်ဘူးကံကရွေးချယ်လိုက်တဲ့အပေါင်းအသင်းမုတ်ဆိုးနာနိမုတ်ဆိုးတန်ခါနာနိတန်ခါဒီလိုဖြစ်သွားတယ်ကိုလမ်းကြောင်းကြီးကအကောင်းမဖြစ်လာတော့ဒီလုပ်ငန်းတွေနဲ့အသက်မွေးတဲ့ထဲရောက်သွားရင်ဒီလုပ်ငန်းနဲ့ပဲအသက်မွေးဖို့ရာခိုင်နှုန်းများသွားဒီလိုဖြစ်တာပေါ့နော်အေးလူဘဝရောက်လာလို့ကိုတိထက်လာပြီဆိုတဲ့အတိုင်းဝိုင်းကြတော့မြတ်စွာဘုရားကပညာမရှိတဲ့လူဘာလဆိုတာပညာမရှိတဲ့လူကိုပြောတာဘယ်ကိစ္စပဲဖြစ်ဖြစ်စဉ္ဉ္တုံတရားမရှိဘူးအသိဉာဏ်မရှိတဲ့လူကိုဘာလလို့ပြောတာမြန်မာကဘာလကိုလူမိုက်လို့ပြန်လိုက်တဲ့အခါကျတော့ဟိုမိုက်ကန်ကန်နဲ့အရက်ထဲမှာကော်ဆဲတဲ့လူကိုလူမိုက်လို့ထင်နေတတ်တာနော်အဲ့ဒါမျိုးပြောတာမဟုတ်ဘူးနော်လူမိုက်ဆိုတာအဲ့ဒါမျိုးပြောတာမဟုတ်ဘူးလူမိုက်ဆိုတာလှုပ်တင်တာနဲ့မလှုပ်တင်တာမသိဘူးမလှုပ်တင်တာကိုလှုပ်တင်တယ်လို့ထင်တဲ့လူလှုပ်တင်တာကိုမလှုပ်တင်ဘူးလို့ထင်တဲ့လူအဲ့ဒါကိုလူမိုက်လို့ခေါ်တယ်နော်ရှင်းတော့950တဲ့ပါတဲ့လူမိုက်တွေရှိသေးတယ်လူမိုက်ဆိုတာအသိဉာဏ်ကင်းမဲ့သူလို့ဒီလိုအဓိပ္ပာယ်ယူရအသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်သွားပေါင်းလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကကိုယ်ကိုမကောင်းတဲ့ဘက်ကိုတိုက်တွန်းတတ်တယ်မကောင်းတဲ့ဘက်ကိုခိုင်းတတ်တယ်မခိုင်းတောင်မှသူ့လုံးလို့ရှိရင်ကိုယ်မှထိခိုက်တယ်ကြည့်သားမိ2ယောက်ရှိတယ်ဆံဖို့နေတာတော့ကဆင်းရဲသူသားမိပေါ့မောင်းထောင်းနေတာမောင်းထောင်းနေတဲ့အချိန်မှာအမေရဲ့နှစ်ဖူးကိုမှက်ကြီးတကောင်ကဝင်ပြီးတော့ကြိုက်တယ်ကြိုက်တော့သမီးကိုပြောတယ်သမီးအမေနှစ်ဖူးမှာမှက်ကြိုက်နေတယ်မောင်းလိုက်စမ်းပါဆိုတော့အနီးနားရှိတဲ့ဂျပွေးနဲ့နှစ်ဖူးထုမှက်ကတော့ပြန်သွားတယ်အသေးတော့အမေသေးသွားမစင်းစားဘူးပြီးတော့ထိုင်းငိုတယ်လေအမေကအဲ့ဒါနှစ်ဖူးထုခါတယ်အဲ့ဒါနဲ့သေးပါပြီတော့ဆိုသေးသွားတယ်အဲ့ဒါမျိုးပြောတာဘာလားဆိုတာအဲ့ဒါမျိုးပြောတာလောက်ရမှလားမလောက်ရမှလားမသိဘူးလုပ်လိုက်ရင်တလွဲလောက်တာလေအဲ့ဒါမျိုးဘာလားလို့ခေါ်တယ်ချင်းနေကြိုက်လို့တဲ့ချင်းနေပေါ်လို့ချင်းနေတဲ့စစ်တိုက်မယ်ဆိုပြီးတော့လူတယောက်ကိုချင်းကြိုက်ခံထားပြီးတော့အဲ့ဒီချင်းတွေကိုမြားနဲ့ပြစ်တယ်မြားနဲ့ပြစ်တော့အဲ့ဒီလူသေးတာပေါ့အချင်းချင်းအဲ့ဒါချင်းကြိုက်နေတဲ့လူမြားနဲ့လိုက်ပြစ်တော့လူပဲသေးတာချင်းကတော့ပြန်သွားတယ်
အဲ့ဒါမျိုးကိုလူမိုက်လို့ခေါ်တာမကောင်းတဲ့ဘက်ကိုတွန်းတယ်မကောင်းတဲ့ဘက်လှုပ်တယ်အဲ့ဒါမျိုးတွေကိုလူမိုက်လို့ခေါ်တာအဲ့ဒီလူတွေနဲ့အပေါင်းအသင်းမလုံးမိစေနဲ့တဲ့လုံးမိလို့ရှိရင်မကောင်းတဲ့ဘက်ရောက်တော့မှာပဲနော်မကောင်းမှုဒုစရိုက်တွေနဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်တွေလည်းလူမိုက်ပဲသူတို့ကခေါ်ရင်ဒီဘက်ပဲခေါ်ပါလေအခုကိမှာသမင်းတနတ်ကျွေးဖို့တော့အမတန်မှခဲနေဘီယာရဲ့တိုက်မဲ့တကားတော့အမတန်ပေါ်တယ်လို့ကြားတယ်နော်ကော်ဖီတစ်ခွက်တိုက်ဖို့ကြတော့သိပြီမစရာဘူးအဲ့ဒါကြတော့သိမစရာဘူးဟိုဟာကြတော့တောက်ဖို့တောက်ဖက်ပါဏသဟာရတယ်အပါယသဟာရတယ်နော်တရားတရားသိကောင်းတာ तू ကလည်းဒါလေးတောက်ပြီးရင်ကျန်တဲ့လူကိုတရားတရားတွေဖြစ်ပြီးတော့ထိတိုက်တော့တာနော်အဲ့ဒါမျိုးတွေနဲ့အပေါင်းအသင်းလုပ်ပြီးဆိုလို့ရှိရင်လူကလည်းကိုယ်လည်းအဲ့ဒီဘဝရောက်ပြီးပျက်စီးသွားတတ်တယ်ပေါ့အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကနံပါတ်1အပေါင်းအသင်းဟာအမှန်တမ်းအရေးကြီးတယ်တဲ့ကြီးပွားတိုးတက်ဖို့ရအတွက်အောင်မြင်ကြီးပွားဖို့ရအတွက်ခုနကလူစွမ်းအားတွေကိုအသုံးချတဲ့အခါမှာအပေါင်းအသင်းဟာကြည်ပေါင်းရမယ်ဘာလဆိုတဲ့အသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေဒုစရိုက်နဲ့အသက်မွေးတဲ့ပုဂ္ဂိုလ်မျိုးတွေပေါင်းသင်းမလုံးနဲ့ပေါင်းသင်းလုံးလို့ရှိရင်ဒုက္ခရောက်မယ်လို့ဒီလိုပြောတာဒါဖြင့်ပေါင်းရသင်ရမှာကပန္တိတအရာရာမှာဆင်ញင်တုံတရားရှိတယ်အသိဉာဏ်ရှိတယ်နော်ဘယ်ကိစ္စပဲဖြစ်ဖြစ်သူကသိတယ်ဆိုတာပညာနဲ့ဖြစ်တဲ့ပုဂ္ဂိုလ်ပညာရှိတယ်ဆိုကြတဲ့သူကဘာဖြစ်လုံးတတ်ပညာဆိုတဲ့နေရာမှာအစုံပဲပေါ့ကာမောင်းတတ်တယ်ကားပြင်းတတ်တယ်ဘာလုံးတတ်တယ်ညာလုံးတတ်တယ်ပေါ့ဒီအပြစ်ကင်းတဲ့လုပ်ငန်းတွေအကုန်လုံးသိတဲ့ပုဂ္ဂိုလ်အဲ့တော့သိတဲ့ပုဂ္ဂိုလ်နဲ့မသိတဲ့ပုဂ္ဂိုလ်ကအလွန်ကွာခြားတယ်လေစိုက်ပျိုးရေးဆိုလည်းသိတယ်ဘယ်လို့ဆိုလည်းသိတယ်အဲ့ဒါလို့သိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းအောင်သိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းမှကိုယ်ပညာရမှာဟုတ်သူစီကနီလန်းနေနဲ့ကောင်းတဲ့အယောင်းဝယ်တတ်တဲ့ပုဂ္ဂိုလ်နဲ့ပေါင်းရင်ကိုယ်ရောင်းဝယ်တတ်တယ်နော်စိုက်တတ်ပြိုးတတ်တဲ့နီးပညာသိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းရင်ကိုယ်လည်းစိုက်ပြိုးတတ်သွားတယ်ဒီလိုဆိုလိုတာပေါ့ကောင်းတာတွေနဲ့ကောင်းတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းသည့်အတွက်ကြောင့်သူစီကကိုယ်ကပညာရလာတယ်ပညာရလာတော့ပညာနဲ့အသက်မွေးတော့အောင်မြင်တာကြီးပွားတာပေါ့ကိုယ်အတိုင်းတာလိုက်ဒါကြောင့်မို့လူဘဝရောက်လာပြီဆိုတဲ့အခါမှာတဲ့နေနီးထိုင်နီးအနေနဲ့မြတ်စွာဘုရားအစဟောတာပညာမရှိတဲ့ပုဂ္ဂိုလ်နဲ့မပေါင်းမိစေနဲ့ပညာရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းမိပါစေဒါမှအောင်မြင်ကြီးပွားနိုင်တယ်ဟုတ်ပြီလူလောကထဲမှာအပေါင်းအသင်းဟာအရေးကြီးဆုံးဖြစ်လို့မြတ်စွာဘုရားကအပေါင်းအသင်းကိုရှေးဥစွာဟောတာကဲပေါင်းသင်းဆက်ဆံရေးရွေးပြီးတော့ပေါင်းပြီးပါပြီပေါင်းတော့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းတဲ့အခါမှာလူတွေရဲ့အတိုင်းဝိုင်းထဲမှာလေးစားတိုက်တဲ့ပုဂ္ဂိုလ်တွေခွန်ပြုတိုက်တဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေကိုပြစ်ပယ်ပြီးတော့မထားရဘူးနော်ပြစ်ပယ်ပြီးတော့မထားရဘူးလေးစားတိုက်တဲ့ပုဂ္ဂိုလ်လေးစားတယ်ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ပူဇော်သည့်အတွက်ကြောင့်ကုသိုလ်ရရုံနဲ့မဟုတ်ဘူးသူတို့ရဲ့မေတ္တာကိုရလာသည့်အတွက်ကြောင့်သူတို့ကကုညီဆောင်ရှောက်မှုတွေအကြံကောင်းအညံကောင်းတွေပေးလာတယ်ဆုံးမသွန်သင်လာတယ်ဟောကိုယ့်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့အသိဉာဏ်တွေကိုပြန်ရတယ်ဒီလိုဆိုလို့တာနော်ဒါကြောင့်မို့လူအတိုင်းဝိုင်းထဲမှာနံပါတ်1အပေါင်းအသင်းရွေးပြီးတဲ့အခါမှာလူလောကထဲမှာလေးစားတိုက်တဲ့ပုဂ္ဂိုလ်လေးစားအဲ့ဒီလိုလေးစားနေမှကိုယ်ဟာကြီးပွားတိုးတက်နိုင်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာနော်ကဲအဲ့ဒါလူဘဝရောက်လာလို့ဒီလိုအနေအထားမျိုးရှိလာပြီဒါဘဝမှာဒီလိုစလိုက်ပြီစလာတဲ့အခါမှာဘာတွေလုပ်ဖို့လိုလဲဆိုတော့အောင်မြင်ကြီးပွားခြင်းလို့ရှိရင်နေရာဌာနအရေးကြီးသေးတယ်တဲ့ဒါကြောင့်မို့ကြီးပွားတိုးတက်ခြင်းတဲ့ပုဂ္ဂိုလ်တယောက်ဟာကြီးပွားနိုင်တဲ့နေရာမျိုးကိုရွေးချယ်ပြီးနေရဆိုလိုတာကကိုကပညာတတ်ချင်တယ်ဆိုလို့ရှိရင်ကျောင်းကောင်းကောင်းတက္ကသိုလ်ကောင်းကောင်းရှိတဲ့နေရာမှာနေရဆရာကောင်းကောင်းရှိတဲ့နေရာကိုရွှေ့နေရကိုမွေးတဲ့နေရာမှာဆရာကောင်းကောင်းမရှိဘူးဆိုရင်ရှိတဲ့နေရာရွှေ့ဒီလိုဆိုလိုတာနော်ကိုကစီးပွားရှာချင်တယ်ဆိုရင်စီးပွားရေးကောင်းတဲ့နေရာကိုရွေးရကိုကကျမ်းမာခြင်းတယ်ဆိုရင်ကျမ်းမာရေးအတွက်ထောက်ကူဖြစ်တဲ့နေရာမျိုးရွေးရဒါသူ့ဟာနဲ့သူရွေးချယ်တတ်ရမယ်အဲ့ဒါလိုမဟုတ်ဘူးကိုကတန်တရားဝတ်ကလွတ်ခြင်းတယ်
ဘဝကြီးကိုဆက်ဆုပ်လာတယ်ညင်းငွေလာတယ်တရားကျင့်နေတယ်ဆိုရင်တရားရိပ်တာတွေတို့တရားပြနိုင်တဲ့ပုဂ္ဂိုလ်တွေရှိတဲ့နေရာရွေးချယ်တာဟောဒီလိုဆိုလို့တာနော်သူ့နေရာနဲ့သူရွေးအဲ့ဒါကိုပဲပฏิရူပဒေသဝါဒလို့ခေါ်တာရွေးတတ်ရမယ်ပညာတော့တတ်ချင်ပါတယ်သင်ပေးမဲ့လူမရှိတဲ့နေရာသွားနေဘယ်လိုလုပ်တတ်မတတ်စိုက်ပျိုးရေးဝါသနာပါတယ်ကြောက်ကုန်းပေါ်မှာသွားနေနော်မိုးခေါင်ရေရှားရမှသွားနေဘယ်တော့မှမရဒီလိုဆွလို့တာပေါ့နော်အဲ့တော့ကိုအတွက်အကျိုးဖြစ်ထွန်းမဲ့နေရာမျိုးကိုရွေးချယ်ပြီးတော့နေရမယ်တဲ့ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုဆိုတာရှိခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ်ပေါ့ကံတရားကံမကောင်းတဲ့ပုဂ္ဂိုလ်တွေဟာဒီဆိုလိုတာကုသိုလ်ကောင်းမှုလည်းပဲမပြတ်လို့ဖို့လိုတယ်ကုသိုလ်ရှိမှဒီအခြေအနေကောင်းတွေဆိုတာလည်းပဲဖန်တီးလို့ရတယ်အဲ့ဒါကြောင့်မို့တင်းတင်းလျောက်ပတ်တဲ့နေရာရောက်ပြီးတော့နေပြီးဆိုတဲ့ကိုကုသိုလ်ကောင်းမှုဆိုတာလည်းပဲကိုယ်တဏ္ဍာမှာဖြစ်ပေါ်ပြီးတော့လာတတ်တယ်အဲ့ဒီလိုဖြစ်ပေါ်လာတဲ့အခါမှာအရေးကြီးဆုံးအချက်ကဘာတော့ဆိုလို့ရှိရင်ကိုယ်စွမ်းအားထဲမှာအားကိုးရမှာကဘာတော့ဆိုအတ္တသမပဏိတိကိုယ့်ကိုယ်ကိုပြုပြင်ထိမ့်သိမ့်ပြီးကောင်းအောင်ထားဖို့ကဒါအရေးကြီးတယ်လို့ဒီလိုပြောတာနော်အတ္တသမပဏိတိကိုယ့်ကိုယ်ကိုထိမ့်သိမ့်ဆောင်ရှောက်မှုကတိတ်အရေးကြီးကိုကောင်းရင်ခေါင်းပယ်မှမရွေ့ဆိုတဲ့စကားတော်ရှိတယ်ဒါကြောင့်မို့လူတွေဆိုတာကိုကောင်းအောင်ကိုလုံးဝသူများပြောတာနဲ့သူများပြောလို့ဆိုတာအမြဲတမ်းခက်ခဲတယ်နော်ကိုယ့်ကိုယ်ကိုစဉ်းရင်စဉ်းစားပြီးတော့ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ကိုယ့်ဘက်ကိုတတိတရားရပြီးတော့ကိုယ့်ကိုယ်ကိုလူတော်လူကောင်းဖြစ်အောင်ပြုပြင်ထိမ့်သိမ့်ပြီးနေထိုင်ရမယ်သီလမရှိသေးရင်သီလရှိရမယ်တရားတရားမရှိသေးရင်ရှိအောင်လုပ်ရမယ်စွန့်ကြဲမှုမရှိသေးရင်ရှိအောင်လုပ်ရမယ်ပညာမရှိသေးရင်ရှိအောင်လုပ်ကိုယ်စိတ်ကိုပြုပြင်ထိမ့်သိမ့်ပြီးတော့နေတာဟုတ်ကိုယ့်ကိုယ်ကိုကောင်းအောင်ပြင်တယ်လို့ဒီလိုပြောတာနော်အဲ့ဒီအတ္တသမပဏိတိဆိုတာအောင်မြင်ကြီးပွားဖို့ရာအတွက်ဟာမြတ်စွာဘုရားဟောထားတဲ့နေနည်းထိုင်နည်းထဲမှာအရေးကြီးဆုံးနေနည်းထိုင်နည်းတစ်ခုဘဝတစ်ခုရလာတဲ့အခါမှာကြည့်လူဘဝဆိုတာရှားပွေစားတော့ကြတာပဲကိုယ်အလုပ်ကိုလုပ်နေကြတာလူတယောက်ဟာဆိုပါတော့စိတ်တူတတ်တယ်ဒေါသကြီးတယ်ဒေါသထွက်တတ်တယ်မပြင်လို့ရှိရင် तू ကအမြဲတမ်းဒေါသထွက်တဲ့လူပဲဖြစ်မှာပဲဟုတ်ကဲ့လားငါဒေါသထွက်တယ်ဆိုတာကိုဒေါသထွက်တယ်ဆိုတာကိုဂုဏ်ယူပြီးတော့မနေနဲ့တကယ်ဒေါသထွက်တဲ့ပုဂ္ဂိုလ်တယောက်ကဒေါသမထွက်အောင်ကြိုးစားရမယ်ကိုယ်ပြင်ရမယ်ဒီစေရိုက်ဆိုးကြီးကိုပြင်ရတယ်စေရိုက်ဆိုးကြီးမပြင်ဘူးဆိုရင်အ ਨੇ ဆုံးဘာဖြစ်မလို့ဆိုလို့ရှိရင်မျက်နှာကြီးစူပုတ်နေတာကြီးကနောက်ဘဝလည်းပါသွားတယ်အဲ့ဒါကြောင့်မို့လို့ရည်လို့ပြုံးလို့မရတဲ့မျက်နှာပိုင်ရှင်ကြီးဖြစ်နေမယ်နောက်ဘဝကြတယ်ဘယ်လိုမှရည်လို့မရတဲ့မျက်နှာကြည့်လေဒေါသကြီးတဲ့အကောင်တွေရည်လို့ရရလားကြားရည်တာများတွေ့ဘူးလားကြားတို့ချင်းသေးတို့ဘယ်တော့မှရည်လို့မရခွေးရမှလည်းနည်းနည်းပြုံးလို့ရသေးတယ်နော်နေရွယ်လေးနောက်ပြစ်ပြီးအမီးလေးနှမ်းလိုက်ရင်ခွေးပြုံးတာတွေ့လို့ရကြားပြုံးတယ်ဆိုတာမရှိဘူးငကားပြုံးတယ်ဆိုတာလည်းမရှိဘူးနော်ဒေါသကြီးတဲ့လူကပြုံးမရတဲ့မျက်နှာဖြစ်သွားတတ်တယ်ဒေါသထွက်တဲ့အချိန်မှာကိုယ့်အကိုမှန်နဲ့ကြည့်လိုက်ပေါ့တွေးပါလိမ့်မယ်ကိုယ့်အကိုလမ်းကောင်းလမ်းသွားနိုင်သေးတယ်နော်အဲ့ဒါကြောင့်မို့ဇေယိုက်ဆိုးတွေပါမသွားသိတဲ့ဘဝမှာပြင်ပေးရတယ်လို့ဒီလိုပြောတာအတ္တသမပဏိတိရဲ့အဓိပ္ပာယ်ကဒါဒေါသတိတ်ကြီးတယ်ငါဒေါသကြီးတယ်မကြီးစေရဘူးဒီဒေါသကိုငါရှော့မှဖြစ်မယ်လောဘတိတ်ကြီးနေငါလောဘမကြီးစေရဘူးရှော့ချမှဖြစ်မယ်မာနတွေသိကြရင်အော်မာနဆိုတာမကောင်းဘူးငါလျှော့ချမှဖြစ်မယ်နော်ပဇာချမ်းသာရင်လည်းမာနတက်တာပဲလှရင်လည်းမာနတက်တာပဲအမျိုးကုန်ကြီးရင်လည်းမာနတက်တာပဲအဲ့ဒီမာနသမားနောက်ဆုံးကုန်းကောက်เสียမရှိတဲ့အနေအထားမျိုးရောက်တိုင်းဒုက္ခရောက်ဟောအဲ့တော့မာနဆိုတာမကောင်းဘူးတစ်ဖက်သားပေါ်မှာမောက်မာတာဟာမကောင်းဘူးဒီမာနတွေငါလျှော့ချမှပဲအလုံးပေါ်မှာပြေးပြေးလဲလဲကိုယ်နဲ့ဓာတ်လူထားပြီးတော့ဆက်ဆံနိုင်အောင်ကြိုးစားအားထုတ်ရမယ်ဒီလိုဆိုလိုတာနော်အဲ့ဒါကိုအတ္တသမပဏိတိလို့ခေါ်တယ်ကိုယ့်ဘက်ကိုမပြင်းသမျှကလပ်ပတ်လုံးဘယ်တော့မှလူကောင်းမဖြစ်ဘူးဘယ်လောက်ကုသိုလ်ကောင်းမှုတွေအတိတ်ကလုပ်ခဲ့ဒီဘဝမှာတိတတ်တဲ့ဘဝမှာကိုယ့်ကိုယ်ကိုမပြင်းဘူးဆိုရင်လူတော်လူကောင်းဖြစ်ဖို့နောက်ဝေးသွားလိမ့်
တိရတဲ့ဘဝမှာပြင်းကိုပြင်ရမယ်ပြင်ဖို့ကြိုးစားရမယ်အတ္တသမပဏိတိစဉ်းစားကြည့်နော်ပฏิရူပဒေတာလေးနဲ့တည်းမရဘူးပုဗ္ဗေသကတပုံညတာလေးနဲ့လည်းမရဘူးအရေးကြီးတာအတ္တသမပဏိတိဒေဝဒတ်ကိုပဲကြည့်ပေါ့ဒေဝဒတ်ဟာပฏิရူပအရာမှာလူဖြစ်တာပဲလေဖះနဲ့သမီးရောက်ဖတ်တော်တယ်တစ်ဖက်ကသာသမီးရောက်ဖတ်ပြောတာညီကိုဝမ်းခွဲလဲတော်သေးတယ်လေညီကိုဝမ်းခွဲတော်တယ်ကုသိုလ်ကောင်းမှုလည်းသူရှိတယ်လေသူမင်းသားဖြစ်တာပဲနောက်ဆုံးမှာဖះတပည့်ခံပြီးတော့တရားကျင့်တဲ့အခါမှာတကောအိဋ္ဌိဘတ်တွေတောင်ရတာပဲဘာပြက်သွားတာတော့ဆိုအတ္တသမပဏိတိပြက်သွားတာသူ့မှာကိုပြင်ရမှမပြင်သည့်အတွက်ကြောင့်ဖះကိုဆန့်ကျင်ဘက်တွေလှုပ်ပြီးနောက်ဆုံးအဝိဇ္ဇငရဲရောက်သွားတာအဲ့တော့အတ္တသမပဏိတိဟာအရေးအကြီးဆုံးပဲလို့ဘဝတစ်ခုရလာပြီဆိုဘုန်းကြီးတို့တွေကိုပြင်နိုင်အောင်ကြိုးစားရမယ်မပြင်နိုင်ဘူးဆိုရင်ခေါက်ရိုးကြီးကျိုးပြီးတော့ဘဝဆက်တိုင်းမှာနော်လောဘစရိုက်တွေဒေါသစရိုက်တွေရာဂစရိုက်တွေဒေါသစရိုက်တွေမောဟစရိုက်တွေနဲ့တခြားအောင်လုံးတန်ရထဲမှာအကောင်းဆိုတာမဖြစ်ဘဲနဲ့အဆိုးတွေနဲ့ကြီးပဲအဆုံးသတ်သွားနိုင်တယ်တဲ့ဒါကြောင့်မို့မကောင်းတဲ့စရိုက်ကလေးတွေကိုယ်တဏ္ဍာမှာတွေ့ပြီဆိုရင်ပြင်နိုင်အောင်ကြိုးစားရမယ်လူတွေကကိုယ်ကြတော့အကောင်းလို့ထင်ကြတာအမြဲတမ်းနော်ကိုခွင့်လွတ်တတ်တယ်လို့သူများကိုလည်းခွင့်လွတ်တတ်အောင်လုပ်ကြည့်လေအိမ်မှာခဏတွေ့ကြမှာပေါ့မတော်တဆကလေးလေးတယောက်ကပကံလေးလွတ်ကြရင်ဒီကောင်လေးနမောနမဲကိုနိုင်တယ်နဲ့ပြောကိုကြလို့ရှိရင်တော့ဘာလို့မတော်လို့လဲဟုတ်လားမတော်လို့ဖြစ်တာအပြစ်တောင်မဆိုးရှော့ပေါ့လေးပြောတာနော်ကိုကြတော့မတော်လို့သူမျိုးကြတော့နမောနမဲအဲ့ဒါလို့လူလောကမှာလူတွေဟာအမြဲတမ်းတစ်ဖက်ဆောင်နေစဉ်းစားတတ်ကြတယ်အဲ့တော့ကိုယ်မှမတော်လို့စဉ်းစားတယ်လို့သူလည်းမတော်လို့ပဲစဉ်းစားလိုက်အပြစ်တင်မဲ့အစားနော်အဲ့တော့သူများအပြစ်မတင်နဲ့ကိုယ့်ကိုယ်ပဲပြစ်တင်ကိုပြစ်တင်ထက်လာပြီကိုပြစ်ကိုမြင်ထက်လာပြီဆိုရင်ကြီးပွားတိုးတက်လာပြီလို့ဒါဒီလိုမှတ်ပြီးတော့ကိုအပြစ်မမြင်ဘူးသူများအပြစ်သာမြင်တယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာဘယ်တော့မှလူကောင်းဖြစ်ဖို့ရခဲရင်သွားပြီပေါ့အောင်မြင်ကြီးပွားမှုဆိုတာအစဉ်စဉ်ဘုန်းကြီးတို့တွေအားလုံးခြုံငုံပြီးတော့စီးပွားရေးဘက်အောင်မြင်ကြီးပွားတာရှိတယ်ပညာရေးဘက်အောင်မြင်ကြီးပွားတာရှိတယ်ဘယ်အောင်မြင်ကြီးပွားတာမျိုးပဲမဆိုလူတွေရဲ့စွမ်းအားပေါ်မှာမူတည်ပြီးတော့အောင်မြင်ကြီးပွားမှုကိုရရှိကြတယ်လို့ဘုရားခသိန်းဟာလူသာပရာဏမိမိသာပရာဏမိမိပေါ်မှာမူတည်နေတဲ့ဆိုတဲ့အကြောင်းသိရှိပြီးတော့ကိုကြိုးစားအထောက်ကြဖို့ဟာအရေးကြီးဆုံးပဲဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့38ဖြာမင်္ဂလာတရားတော်တွေဆိုတာဟာလေဘဝတစ်ခုအစဉ်ကြီးပွားတိုးတက်သွားအောင်လုပ်တဲ့နည်းစနစ်တွေကိုဟောတာပဲဖြစ်တယ်ပေါ့တမန်အားဖြင့်ပြောမယ်ဆိုရင်တော့မင်္ဂလာတုတ်ဟာငယ်စဉ်ကတည်းကသင်ကြတယ်မင်္ဂလာဆိုတာအောင်မြင်ကြီးပွားခြင်းရဲ့အကြောင်းတရားတွေပဲသို့တော်လည်းစာပေကိုသင်ယူပြီးတော့ကြက်မှတ်ထားတဲ့အခါမှာစာတခြားလူတခြားဆိုတာဖြစ်နေတတ်တယ်စာတခြားလူတခြားဖြစ်နေလို့ရှိရင်ဘာဖြစ်တယ်လဲဆိုမတော့ဖဲနဲ့အလင်းနဲ့ထည့်ထားတဲ့ဆေးလိုပဲအကျိုးသက်ရောက်မှုရမှာမဟုတ်ဘူးပေါ့ပြီးတော့သိတယ်မကျင့်ဘူးဆိုလို့ရှိရင်ထိုကျင့်သုံးခြင်းကြောင့်ရရှိလာနိုင်တဲ့အကျိုးကျေးဇူးတွေကိုခံစားကြရမှာမဟုတ်ဘူးဒါကြောင့်မို့မိမိတို့ကိုယ်တိုင်လက်လန်းမိသမျှကိုယ်စွမ်းစနဲ့မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးကြဖို့ဆိုတာဒါအရေးကြီးဆုံးပဲပေါ့ယောဂဝေဒနာဖြစ်တဲ့အခါမှာဆရာဝန်ပေးတဲ့ဆေးကိုတောက်ကြရမတောက်ဘဲနေရင်ယောဂမပြောက်တယ်လို့ပဲမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးနိုင်မှဘုန်းကြီးတို့တွေလိုအပ်တဲ့အကျိုးကျေးဇူးဆိုတာရရှိမှဖြစ်တယ်ဒါကိုတော့အမြဲတမ်းတတိချက်ထားကြရအဲ့တော့အကျိုးကျေးဇူးဆိုတဲ့နေရာမှာကိုယ့်ရဲ့အတိုင်းအတာတစ်ခုအရာဒီဘဝအတွက်ရနိုင်တဲ့အကျိုးကျေးဇူးလားတမလွန်ဘဝမှာရနိုင်တဲ့အကျိုးကျေးဇူးလားတဏှာဝကလွတ်မြောက်ပြီးတော့နိဗ္ဗာန်တိုင်အကျိုးကျေးဇူးလားဆိုတာတော့ကိုယ်တိုင်ရွေးချယ်ပြီးတော့ကျင့်သုံးကြရမှာဖြစ်တယ်ဘဝတစ်ခုရလာပြီဆိုလို့ရှိရင်တော့မြတ်စွာဘုရားဟောထားတဲ့အတိုင်းနံပါတ်1
စီးပွားရေးအောင်မြင်အောင်တော့ကြိုးစားအားထုတ်ကြရအောင်ဘာဖြစ်လို့တော့ဆိုစီးပွားရေးဆိုတာဘဝယတ္တိမှုအတွက်ပဲအဲ့ဒါလို့စီးပွားရေးအောင်မြင်မှုကြိုးစားရင်တစ်ဖက်ကဘာလုပ်ရမလို့ဆိုကိုချင်းတရားကောင်းမွန်ရေးနဲ့တွဲဖက်ထားရမယ်ဒီနှစ်ခုကလူသားတွေအတွက်မရှိမဖြစ်တဲ့ဒီအခြေခံအကြောင်းတရားနှစ်ခုပဲဒါကြောင့်မို့အန္တသုတ်တံမှာမြတ်စွာဘုရားကဒိစက်ခုလူသားတယောက်ဖြစ်လာပြီဆိုလို့ရှိရင်စုံလုံးကမ်းနေတဲ့ပုဂ္ဂိုလ်မျိုးလည်းမဖြစ်ရဘူးတစ်ဖက်မြင်ပုဂ္ဂိုလ်မျိုးလည်းမဖြစ်ရဘူးလုံးဝမျက်စိနှစ်ဖက်ရှိပြီးနှစ်ဖက်မြင်ပုဂ္ဂိုလ်မျိုးဖြစ်အောင်ကြိုးစားပါအဲ့ဒီနှစ်ဖက်မြင်ပုဂ္ဂိုလ်မျိုးဒီသာလေလူသားထဲမှာထူးခြားတဲ့ချီးမွမ်းတတ်တဲ့လူသားမျိုးဖြစ်တယ်လို့ဒီလိုဟောခဲ့တယ်အဲ့ဒီလိုထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ဆိုတာအကြောင်းမဲ့ဖြစ်လာနိုင်တာတော့မဟုတ်ဘူးဆိုင်ရာအကြောင်းတရားတွေဆိုတာရှိတယ်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အကြောင်းတရားဟာအမြဲတမ်းရှိနေတယ်အဲ့ဒီမှန်ကန်တဲ့အကြောင်းတရားတွေကိုဆောင်ရွက်နိုင်မှသာလေမှန်ကန်တဲ့အကျိုးတရားဆိုတာဖြစ်ပေါ်လာနိုင်ဒါကြောင့်မင်္ဂလာလို့အောင်မြင်ကြီးပွားမှုဆိုတဲ့အကျိုးတရားရဖို့ရာအတွက်ထိုအောင်မြင်ကြောင်းကျင့်စဉ်တွေကိုလက်တွေ့လိုက်တာကျင့်သုံးကြဖို့အဲ့ဒါလို့လက်တွေ့လိုက်တာကျင့်သုံးခြင်းအပြင်လောကမှာအောင်မြင်ကြီးပွားမှုဆိုတာမိမိတို့ရဲ့အတိုင်းအတာတစ်ခုအရာရရှိလာမှာအတ္တသမပဏိတိတဲ့နော်ကိုကောင်းအောင်လုပ်ဖို့ရဒီဘဝလေးမှာမပြင်လိုက်ဘူးဆိုလို့ရှိရင်မသိတဲ့ဘဝတွေကအလွန်များတယ်ပြင်ရမှန်းတောင်မသိတဲ့ဘဝရောက်သွားလို့ရှိရင်ဘယ်လိုမှပြင်နိုင်မှာမဟုတ်ဘူးအခုဘဝမှာမကောင်းတဲ့ဇေယိုက်ဆိုးတွေကိုယ်တဏ္ဍာမှာရှိနေပြီဆိုရင်ဒီဇေယိုက်တွေကိုပြင်သွားကြရအောင်ပြင်သွားလို့ရှိရင်မကောင်းတဲ့ဇေယိုက်ဆိုးတွေဟာအတော်အသင့်နောက်ဆုံးမှာလုံးဝပြောင်းလဲသွားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့ကြည့်လေမြတ်စွာဘုရားလက်ထက်တော်အခါကာလတုန်းကဒီမစ္စရိယကောတိယဆိုတဲ့အင်မတန်မှနှမျောတဲ့တထေးတယောက်ရှင်မမောဂလန်ရဲ့အဆုံးမခံလိုက်ရတဲ့အချိန်ကနေစပြီးတော့သူဟာနှမျောမဖက်တော့ဘူးမစ္စရိယဆိုတဲ့တရားကိုတွန်းလှန်နိုင်သွားတယ်950ဇတ်ထဲမှာပါတဲ့ဒီလိုနှမျောတဲ့တထေးတယောက်ဟာလေတရားမင်းကြီးရဲ့အဆုံးအမကိုနောက်ဆုံးနာခံလိုက်ရတဲ့အခါမှာကိုစားတဲ့ထမင်းလောက်တောင်မှမလူပဲမစားတော့တဲ့အလေးချင်းတစ်ခုရသွားတယ်နှမျောလွန်းတဲ့ဇေယိုက်အဆိုးတစ်ခုကိုကောင်းတဲ့ဇေယိုက်တစ်ခုနဲ့အလဲလဲလုံးလိုက်တယ်လို့အဲ့တော့ဘုန်းကြီးတို့တွေဒီလိုမပြင်မဲနဲ့ကောင်းတဲ့ဇေယိုက်ကောင်းတဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်ဆိုတာရောက်လာမှာမဟုတ်ဘူးဒါကြောင့်မို့မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ဖို့ရအတွက်လမ်းမှန်ကိုသိအောင်ပထမကြိုးစားပြီးတဲ့အခါကိုလမ်းမှန်ပေါ်ရောက်အောင်ပြုပြင်ပြီးတော့တင်ပေးရမယ်အဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်ဒီဇေယိုက်ဆိုးတွေရဲ့လွှမ်းမိုးမှုနဲ့ပဲတန်လျာထဲမှာဒီလိုပဲဖြစ်သွားမှာပဲဒါကြောင့်မို့လို့အခုလိုတရားပွဲတွေလုပ်ပြီးတရားနာရတယ်ဆိုတာကိုဘယ်လိုပြင်ရမယ်ဆိုတာသိဖို့အတွက်တရားနာကြရတာလို့လေဒီလိုပြောလို့ရတယ်ကောင်းပြီလူဘဝရလာတဲ့အခါမှာဘုန်းကြီးတို့တွေလူဖြစ်နေပြီလူဖြစ်နေတော့ဘဝယတ္တိရဲ့အတွက်ဘာတွေလုပ်တဲ့နလဲအားလုံးဟာဘုန်းကြီးသီလရှင်ဝတ်မှာမဟုတ်သည့်အတွက်ကြောင့်လူဘဝယတ္တိပြီးတော့ကုသိုလ်ရဖို့မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်လူဘဝမှာနေရင်ထိုင်ရင်သောတာပန်သဂရကံအနာဂံမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်မြတ်စွာဘုရားလက်ထက်တော်အခါကာလတုန်းကလူဘဝမှာနေရင်ထိုင်ရင်သောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေသဂရကံဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေနောက်ဆုံးအနာဂံအဆင့်ထိရောက်သွားတဲ့ဥပဒကဥပတိကမတွေထင်ထင်ရှားရှားရှိခဲ့တာပဲသူတို့ဟာလူလောကအပြင်ကိုထွက်ပြီးတော့သာသနာပေါင်းဝင်တာမျိုးတွေမလုပ်ကြပါဘူးတစ်သက်လုံးနေသွားကြတယ်အဲ့တော့တရားသိဖို့ရာအရေးကြီးတယ်ပေါ့တရားသိဖို့အတွက်ကိုပြင်ရမယ်ပထမအဆင့်နေနဲ့လူတွေဆိုတာဆန္ဒကအမျိုးမျိုးရှိတယ်ပေါ့တချို့ကလည်းသူ့ဘဝမှာပဲသားနဲ့သမီးနဲ့မိသားစုဘဝမှာစီးပွားရေးအောင်မြင်ပြီးတော့ပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းသာသာနေခြင်းနဲ့ဒီဆန္ဒလူဘဝမှာ
ဒီဘဝမှာလည်းပဲပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းသာသာနဲ့မိသားစုဘဝနဲ့နေပြီးတော့ကမလွန်ဘဝရောက်တဲ့အခါမှာလည်းပဲကောင်းရသူတိဘုံကိုရောက်ချင်တယ်ဆိုတဲ့ဒီလိုဆန္ဒလည်းရှိတယ်အဲ့ဒီဆန္ဒအရာဖော်ထုတ်နိုင်တဲ့ဖြစ်ပေါ်နိုင်တဲ့အကြောင်းတရားတွေမရှိဘူးလားဆိုတော့ရှိတယ်မြတ်စွာဘုရားကဖြက်ကပစ္စသုတ်တံမှာဇာတုသောဏိဆိုတဲ့အမျိုးကောင်းသားတွေကိုဒီနည်းစနစ်တွေကိုဟောကြားပေးခဲ့တာရှိတယ်ပေါ့အဲ့တော့ဒီဘဝလည်းချမ်းသာဒုက္ခရနိုင်တယ်နောက်ဘဝလည်းချမ်းသာဒုက္ခတွေရနိုင်တယ်ဒီချမ်းသာဒုက္ခတွေရပြီးတော့တစ်ဆင့်ချင်းဘုံစဉ်ဆံလို့ကောင်းတဲ့ဘုံကနေပြီးတော့အထက်ဘုံတွေတစ်ဖြည်းဖြည်းမြင့်ပြီးတော့တန်လျာတွေကလွတ်သွားတဲ့အနေအထားမျိုးကိုရကျင်တယ်ဆိုလို့ရှိရင်လေကိုယ့်ပေါ်မှာပဲမူတည်တာဒါကြောင့်မို့ဝိသခါတို့ဘုံစဉ်ဆံလို့ပြောတာဝိသခါဟာ9နှစ်သမီးမှာသောတပန်ဖြစ်သွားတယ်ဘယ်ချိန်မှသူသောတပန်ဖြစ်သွားတော့ဆိုမြတ်စွာဘုရားကခက်ကတိုင်းကိုကြွတဲ့အခါမှာတော့ဝိသခါတို့ကဘက်ကတိုင်းလူတွေပေါ့သူ့အဖိုးကမေနကတထေးလို့ခေါ်တယ်အမှန်တမ်းချမ်းသာတယ်တိုက်အိမ်ရဲ့နောက်ဖေးမှာရွှေစရုပ်တွေမြေကြီးပေါ်ကပေါ်ထွက်လာလို့လိုချင်တာတွေမှန်သမျှစိတ်ထဲကအကုန်ရတယ်ပေါ့အဲ့ဒီလိုအမှန်တမ်းချမ်းသာတယ်ဒါတွေမကဘူးအလွန်ကြီးမားတဲ့အစွမ်းတတ္တိတွေလည်းရှိတယ်ပေါ့ဒီလိုမျိုးရိုးကလည်းအမှန်တမ်းချမ်းသာပြီးတော့နေတဲ့ဘဝမှာရသော်ဗျာအဲ့ဒီကိုကြွတဲ့အခါမှာဒီဝိသခါတော့9နှစ်အရွယ်သူနဲ့ကစားပေါ်ကစားပဲအမျိုးသမီး900နဲ့ယထာကိုစီစီးပြီးတော့ရသော်ဗျာကြွလာတဲ့အခါမှာတွားရောက်ကြိုဆိုတဲ့အဖွဲ့ထဲမှာပါတယ်အဲ့ဒီလိုကြိုဆိုရင်းကနေရသော်ဗျာဟောတဲ့တရားကိုနာရတဲ့အခါမှာ9နှစ်အရွယ်လေးပင်ဖြစ်စေကမူအသိဉာဏ်ရှိသည့်အတွက်ကြောင့်သောတပန်ဖြစ်သွားတယ်သူကသောတပန်ဖြစ်သွားပြီးတဲ့နောက်မှာအိမ်တော်ရသားကြအဲ့တော့သောတပန်ဆိုတာဟာဝိပ္ပန္နတတရားတွေထဲမှာဝိပ္ပန္နတတရားဆိုတာအထင်အမြင်နဲ့ပတ်သက်ပြီးတော့မမှန်ကန်တဲ့အထင်အမြင်တွေရှိတာဝိပ္ပန္နတဆိုတာ hallucination လို့အင်္ဂလိပ်လိုပြန်တယ်ထင်ရောင်ထင်မှားပေါ့တော့မို့ပါပါရှင်းလို့ဘာသာပြန်တဲ့စကားလုံးရတလွဲထင်နေတဲ့အထင်မျိုးတွေဟာပုရုဇဉ်တွေမှာတော့12မျိုးတောင်ရှိတယ်ပေါ့ဘယ်လိုထင်နေတုံးလို့ဆိုတော့ဒီပညာဝိပ္ပန္နတအမှတ်မှားမှုစိတ်တဝိပ္ပန္နတအတွေးမှားမှုနဲ့ဒိဋ္ဌိဝိပ္ပန္နတအမြင်မှားမှုလို့ဆိုတော့အဲ့ဒီလိုဝိပ္ပန္နတအခြေခံဒီ3မျိုးကိုထားပြီးတော့ဝိပ္ပန္နတ12မျိုးကိုအလွယ်တကူမှတ်ဖို့ရအတွက်နော်ပညာဝိပ္ပန္နတဆိုတာအမှတ်မှားတာစိတ်တဝိပ္ပန္နတဆိုတာအတွေးမှားတာအသိမှားတာဒိဋ္ဌိဝိပ္ပန္နတဆိုတာအမြင်မှားတာအဲ့ဒီအမှား3မျိုးကဘာနဲ့ပတ်သက်ပြီးတော့မှားတော့ဆိုလို့ရှိရင်အနိစ္စကိုနေစ္စလို့အမှတ်မှားတယ်အတွေးမှားတယ်အမြင်မှားတယ်ဒီ3ခုနဲ့တည်းလို့သွားတာဒုက္ခကိုဒုက္ခလို့အမှတ်မှားတယ်အတွေးမှားတယ်အမြင်မှားတယ်အတုပကိုတုပလို့အနတ္တကိုအတ္တလို့အတွေးအမှတ်မှားတယ်အတွေးမှားတယ်အမြင်မှားတယ်အတုပကိုတုပလို့အမှတ်မှားတယ်အတွေးမှားတယ်အမြင်မှားတယ်အားလုံးပေါင်းလိုက်တဲ့အခါကျတော့12ခုခေါ်တယ်အဲ့တော့ပုရုဇဉ်တွေမှာတော့ဒီ12မျိုးစလုံးဟာစိတ်ပေါ်မှာလွှမ်းမိုးချုပ်ကင်ပြီးတော့ထားတော့အမှားပေါင်းစုံနဲ့အမှန်ကိုမြင်နိုင်စွာမရှိကြပုရုဇဉ်တွေသောတပန်ဖြစ်သွားပြီဆိုတဲ့အခါကျတော့မှားယွင်းမှုတွေအတော်ရောပါပြီးတော့သွားတယ်ဒိဋ္ဌိဝိပ္ပန္နတနဲ့ပတ်သက်တဲ့4မျိုးလုံးဝကင်းစင်ပြီးတော့သွားတယ်နောက်တစ်ခါအနိစ္စကိုနေစ္စဆိုတဲ့ဒီအနတ္တကိုအတ္တလို့ဆိုတဲ့အတွေးတို့ဒါတွေလည်းအမြင်နဲ့ပတ်သက်ပြီးတော့မှားယွင်းမှုတွေဒိဋ္ဌိဝိပ္ပန္နတနဲ့ပတ်သက်တဲ့4ခုစလုံးဟာသောတပန်ဒီမှာမရှိတော့ဘူးတခါ
အနိစ္စကိုနေစ္စလို့ထင်တာတို့အနတ္တကိုအတ္တလို့ထင်တယ်ဆိုတဲ့ဒီအထင်နှမျိုးဒီ၄မျိုးလည်းမရှိတော့ဘူးပေါင်းလိုက်တဲ့အခါသောတပန်ပုဂ္ဂိုလ်တွေမှာဝိပဿနာ၄မျိုးမရှိတော့၈မျိုးမရှိတော့ဘူးလို့ဆိုလို့အမှား၈မျိုးကင်းသွားပြီးတော့သူတို့မှကြမ်းနေသေးတာဘာလဲလို့ဆိုလို့ရှိရင်နော်ဒုက္ခလို့ဆိုတဲ့ဆင်းရဲတာကိုချမ်းသာတယ်လို့အတွေးမှားနေတာရဲ့အမှတ်မှားနေတာရဲ့နော်အမှတ်မှားနေတာရဲ့အတွေးမှားနေတာရဲ့ဒီနှစ်ခုကြံတယ်နောက်တစ်ခါမတင့်တယ်တာကိုတင့်တယ်တယ်အတုပကိုသူပါလို့ဒီလိုအတွေးမှားနေတာအမှတ်မှားနေတာရဲ့အတွေးမှားနေတာရဲ့ဒီလေးခုကြံနေသေးတယ်ဒီလေးခုကြံနေသေးသည့်အတွက်ကြောင့်ဝိသကတို့ဟာအိမ်တော်ပြုတဲ့အဆင့်ရောက်သွားသေးတာပေါ့နော်ကာမရာဂကိုလည်းမပယ်သေးဘူးအဲ့တော့မလှတာကိုလှတယ်လို့ထင်သေးတယ်နော်ဆင်းရဲတာကိုချမ်းသာတယ်လို့မြင်နေသေးတယ်အဲ့ဒီအမြင်လေးတွေမှာမှတ်ထားတဲ့အမှတ်လွဲတာတို့စိတ်ထဲမှာအတွေးလွဲတာတို့ဒီလွဲမှု၄ခုရှိနေသေးလို့သောတပန်ဘဝမှာအိမ်တော်ရဲ့သားကြာပြီးတော့ဒီလိုသာသနာတော်ကြီးကိုအမတန်မှအထောက်အကူပြုသွားပြီနောက်ဆုံးသောတပန်ဘဝနဲ့ပဲဝိသကဟာဘဝတစ်ခုဆုံးသက်သွားတာပေါ့ဒါဗုဒ္ဓဘာသာကြီးရဲ့ဒီလမ်းကြောင်းဟာကြည့်လေဝိသကကိုဘုံစင်စံလို့ပြောတယ်ဒါဖြင့်ဝိသကဘယ်ဘုံရောက်နေလဲလို့ဆိုလို့ရှိရင်ဝိသကဟာနေမာနရတိဘုံမှာရှိတယ်လို့ဒီလိုဆိုတာအနာရဝိတ္ထေကြီးကတော့တုတ်တိတာဘုံမှာရှိတယ်ဝိသကကြတော့နေမာနရတိဘုံမှာရှိတယ်အဲ့ဒီဝိသကနေမာနရတိဘုံဖြစ်တယ်ဆိုတဲ့စာပေမှာဘယ်မှာရှိတုံးလို့ဆိုဝိဟာရဝိမာနဝတ္ထုဆိုတဲ့ထဲမှာသူ့ရဲ့တငယ်ချင်းအမျိုးသမီးတယောက်ကပြောပြတာဝိဟာရဝိသကဟာဘယ်ဘုံမှာရှိတုံးဆိုနေမာနရတိနတ်ဘုံမှာရောက်နေတယ်ဆိုတော့နေမာနရတိဘုံဆိုတော့ကြည့်ဒီနတ်ပြည်6ထပ်ထဲမှာနော်သူ့ရဲ့အထက်မှာပရဏိဝိဒဝသဝတိတစ်ခုပဲရှိတော့တယ်အဲ့တော့နေမာနရတိဘုံမှာသူနတ်သမီးဖြစ်နေတယ်နတ်မိဖုရားကြီးဖြစ်နေဘုံစင်စာဆိုတော့နေမာနရတိဘုံမှာတက်တန်းကုန်တဲ့အခါပရဏိဝိဒဝသဝတိနတ်ဘုံကိုရောက်အဲ့ဒီကနေပြီးတော့တက်တန်းကုန်တဲ့အခါမှာတက်တန်းမကုန်ခင်အဲ့ဒီမှာပဲသူအဆင့်တက်သွားမယ်တဂရကံအနာကံထိအောင်အဆင့်ရောက်သွားပြီးတော့တည်တဲ့အခါဘယ်ရောက်သွားတော့ရောက်မလို့ဆိုအခုတော့မရောက်သေးဘူးပေါ့နော်သူရောက်မဲ့ပုံတွေကဘယ်တွေတုံးဆိုသုဒ္ဓဝါဒ၅ဘုံအစဉ်အတန်းရောက်သွားတယ်အောက်ဆုံးဘုံကနေစပြီးအဝိဟာအတ္တပါသုဒ္ဓတာသုဒ္ဓတိအကနိဋ္ဌာလို့ဆိုအဲ့ဒီက၅ဘုံခုနောက်ထပ်ဒီအခုရောက်ဆဲနေမာနရတိဘုံနောက်ထပ်ပရဏိဝိတဝသဝတိဘုံနောက်ပြီးတော့သုဒ္ဓဝါဒဗြဟ္မဘုံအနာဂံဘဝနဲ့ရောက်ပြီးနောက်ဆုံးမှာအကနိဋ္ဌဘုံရောက်တဲ့အခါမှာယန္နာမကြီးဖြစ်ပြီးတော့ပြိဋိဘံဆံတော့ဒါကိုပြောတော့ဘုံစင်ဆံဆိုတာနော်တန်တရားထဲမှာအကြာကြီးရှိအောင်မယ်ဘာဖြစ်လို့လဲဆိုရင်ဗြဟ္မဘုံဆိုတတ္တအမတ္တမှာခြေတာဟုတ်ကဘာခြေပြီးတော့အသက်ရှည်တဲ့ဗြဟ္မပြည်မှာဖြစ်သောကြောင့်ဝိသခါတို့ဟာအရိမတရားဖရာပွင့်ပြီးတဲ့နောက်ကိုကဘာပေါင်းမြောင်များစွာဖရာဆူဆူတွေ့ဖို့ရတယ်ရှိသေးတယ်ပေါ့သုဒ္ဓဝါဒဗြဟ္မအဖြစ်နဲ့သူကတွေ့အောင်မှာအဲ့ဒါကြောင့်မလို့ဝိသခါတို့ကိုဘုံစင်ဆံလို့ဒီလိုပြောတာတချို့ကျမ်းတွေမှာတတ္တဗံဖြစ်လို့ရှိရင်ခုနှစ်ဘဝတဲ့ပို့ပြီးတော့နေသေးတယ်လို့လူပြေမှာသာခုနှစ်ဘဝကျန်တဲ့ဘုံတွေမှာရောက်လို့ရှိရင်ခုနှစ်ဘဝတဲ့ပို့တယ်လို့ဒီလိုဆိုတဲ့ကျမ်းတွေလည်းရှိသေးတယ်သို့တော်လည်းအထောက်အထားအကောင်းဆုံးကတော့အလုံးသိကြတဲ့ပရိကြီး17တုတ်ထဲမှာပါတဲ့ယရဏတုတ်ထဲမှာမြတ်စွာဘုရားကပွင့်ပွင့်လင်းလင်းဟောထားတာရှိတာပဲနတ္တိဘဝံအဋ္ဌမမာရိယန္တိသောတပန်ပုဂ္ဂိုလ်ရဲ့အရေးချင်းတွေကိုဖော်ပြတဲ့အခါမှာရှစ်ခုမြောက်ဘဝကိုဘယ်တော့မှမရယူတော့ဘူးဆိုတာရှစ်ခုမြောက်ဘဝမှာဘယ်တော့မှထပ်မမွေးဘူးလို့ပြောထားတဲ့သဘောပဲเนาะအဲ့တော့သောတပန်ဖြစ်လို့ရှိရင်တတ္တခတ္တုပရမလို့ဆိုတဲ့စကားလုံးကိုကြည့်မယ်ဆိုရင်လေဘဝမှာ9ကြိမ်ပဲအလွန်ဆုံးပရမဆိုတာအလွန်ဆုံးတတ္တခတ္တုဆိုတာ9ကြိမ်သူတို့မှာတန်တရားမှာအလွန်ဆုံး9ကြိမ်ပဲလို့ဆိုလိုတယ်
ဒီတဲ့ပို့ပြီးတော့တန်လျာထဲမှာမမွေးတော့ဘူးလို့ပြောတာနော်အဲ့ဒီစကားနဲ့ယရဏတုံမှာပါတဲ့နတ်တေဘဝအဋ္ဌမမာရိယံဒီရှစ်ခုမြောက်ဘဝမှာဘယ်တော့မှပရိသေမနေတော့ဘူးလို့ဆိုတဲ့စကားအမှန်တမ်းခိုင်းနေဒါကြောင့်လို့သောတာပန်ဖြစ်သွားပြီဆိုလို့ရှိရင်ခုနဘဝတည်းဆက်ပြီးတော့နေတဲ့သောတာပန်ဆိုတာမရှိနိုင်ဘူးလို့ပဲဒီလိုပဲပြောရဖះစကားတော့ရဘာဖြစ်လို့မရှိတာတုံးလို့ဆိုတော့ဓမ္မအမြင်ကိုကတဖြည်းဖြည်းရင့်တန်လာတာရှင်းလာတဲ့အခါကျတော့တာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေတောင်တစ်ခါတည်းရန်ဘဝဆိုတာညင်းငွေးเสียတွေ့အရိယပုဂ္ဂိုလ်တွေကြတော့ဘဝအပေါ်မှာညင်းငွေးတဲ့ဘဝတဏှာဆိုတာနောက်ဆုံးကင်းပြတ်သွားတာဖြစ်တော့ကြောင့်ဘဝပေါ်မှာတွေ့တာမှုဆိုတာလည်းမရှိတော့ဒီသောတပတိမဲ့ရဲ့စွမ်းအားတတ္တိကလည်းပဲခုနဘဝအတိုင်းတာရဲ့ဟိုဘက်ကိုကျွတ်တင်ပြီးတော့ပယ်ဖြစ်ထားပြီးသားလို့ဖြစ်သွားတယ်ပေါ့ဒီလိုမဲ့ရဲ့အစွမ်းအစတွေကလည်းအမှန်တမ်းကြီးမားတယ်လို့ဒီလိုပြောရမှာပေါ့ဒါကြောင့်မို့လို့ဒီဘုရားဘာသာဝင်သူတော်စင်တွေရဲ့အနေအထားဟာဒီဘဝမှာကြီးပွားတိုးတက်ချင်တာလားနောက်ဘဝအတွက်ကြီးပွားတိုးတက်ချင်တာလားသို့မဟုတ်တန်လျာအတွက်တန်လျာဝဆင်းကလွတ်ပြီးတော့နိဗ္ဗာန်ချမ်းသာထိအောင်မျက်မှောက်ပြုချင်တာလားလို့ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဆန္ဒအားလျော်စွာအားလုံးဖြစ်နိုင်တယ်အဲ့ဒီဖြစ်နိုင်ဖို့ရစွမ်းအားတွေကိုသူစီမှာရှိတော့ဆိုလူတွေမှာရှိတယ်ပေါ့ကိုယ်စီကိုယ်တိုင်အသီးသီးတဏ္ဍာမှာရှိတယ်လို့ဒီလိုပြောကဲကောင်းပြီဒီဘဝကြီးပွားတိုးတက်ခြင်းဘာလို့อ่ะဒီဘဝကြီးပွားတိုးတက်ခြင်းတဲ့ပုဂ္ဂိုလ်မင်္ဂလာတုတ်မြတ်စွာဘုရားဟောထားတာဟာတကယ်ကိုလက်တွေ့အမတန်မှကြတယ်ကောင်းပြီအတ္တသမပဏိတိရှိလို့လူတော်လူကောင်းတယောက်ဖြစ်ပြီကိုယ့်ကိုထိန်းချောင်းနိုင်ပြီဆိုရင်အဲ့ဒါလောက်လေးနဲ့ဘဝမှာကြီးပွားအောင်မဟုတ်သေးဘူးစီးပွားရေးတွေကြီးပွားဖို့ရအတွက်ဘာလို့ရမလဲဆိုဘာဟုတ်တဲ့တင်စတိတ်ပင်စဘောဓုတတွေစီးပူအထောက်ရမယ်ဒါတွေကအမတန်မှအရေးကြီးတယ်လို့ဆိုလို့ဘောဓုတတွေအခုတရားနာတယ်ဆိုတာဓမ္မနဲ့ပတ်သက်တဲ့ဘောဓုတပဲဒါဒီဘောဓုတတွေစီးပူရမှာမဟုတ်ဘူးတခြားဘောဓုတတွေလည်းစီးပူအထောက်ရဘဝမှာနေနီးထိုင်နီးနောက်ဆုံးကဘောဓုတဆိုတာတွိုင်းလက်ဘယ်လိုတက်ရတယ်ဆိုတာကအိမ်နာဘယ်လိုအသုံးပြုရမယ်ဆိုတာကစဘောဓုတတချို့ကတော့ဒါကိုရေးကြီးခွင့်ကျလုပ်တယ်လို့ဒီလိုထင်ကောင်းထင်လိုက်မဟုတ်ဘူးနော်မိဖို့ကြောင့်တောင်ထမင်းဘယ်လိုချက်ရတယ်ဆိုတာဒါကြားသင်ကြားလေ့လာမှုဆိုတာအမှန်တမ်းမှရေးကြီးတယ်တယ်လီဗီရှင်းကြည့်တဲ့သူတွေတွေ့ပါလိမ့်မယ်ချက်နီးပြုတ်နီးတွေပြနေတာမဟုတ်လားဒါတွေလည်းအမှတ်တမဲ့မနေနဲ့ဟင်းဆိုတာမိဖို့ဘောတင်ဖြစ်တယ်လို့ဒီလိုလဲမအောင်မေ့လိမ့်မယ်စနစ်တကျချက်တတ်တာနဲ့စနစ်တကျမချက်တတ်တာကုန်ကြတာနဲ့စားကောင်းတာကုန်ကြမှုနေပါခြင်းစားကောင်းခြင်းဆိုတာကြမတူတော့ဘူးနော်ဒါကြောင့်မို့ပညာရဆိုတာဘယ်ပညာပဲဖြစ်ဖြစ်သင်ကြားရတယ်သင်ခြင်းနဲ့ဆန္ဒပဋ္ဌာမအရေးကြီးတယ်သုတ်တူတာတုတ္တဝဋ္ဌနီသင်ခြင်းနဲ့ဆန္ဒရှိလာပြီဆိုရင်ဘောဓုတတွေတိုးတက်လာပါတယ်တဲ့ဘယ်ရာပဲဖြစ်ဖြစ်မျက်စိဖွင့်နားဆွင့်ထားပြီးတော့ဒီလိုနေရမှာနော်ဘောဓုတတွေဆိုစီးပူအထောက်ရတယ်ဒီလိုစီးပူအထောက်မှုမရှိဘူးစူးစမ်းလေးလာမှုမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာဘဝမှာရောင်လည်နေနဲ့ပဲထမင်းတော်စားမှာပေါ့နော်စားလိုက်တောက်လိုက်နဲ့ပြီးသွားပြီဘဝတစ်ခုအဆုံးသတ်သွားမှာပဲဒီတိုင်းပဲဆုံးသတ်ကြီးပွားတိုးတက်မှုဆိုတာတော့ဖြစ်တယ်ကြီးပွားတိုးတက်ပြီးထူးချွန်ထက်မြက်သွားတဲ့ပုဂ္ဂိုလ်တွေကဒီအနေထားကနေပြီးတစ်ဆင့်မြင့်သွားအဲ့ဒီပုဂ္ဂိုလ်တွေဟာဘောဓုတရှိတဲ့ပုဂ္ဂိုလ်တွေကြီးပဲဒါမို့ဘောဓုတရှိအောင်စီဘူးအထုတ်ဖို့ဆိုတာမြတ်စွာဘုရားမင်္ဂလာတုတ်မှာဟောထားတာဘယ်ကိစ္စပဲဖြစ်ဖြစ်ကြာဘူးနာဝအတွေ့အကြုံဆိုတာတိတ်အရေးကြီးတာ experience ခေါ်တာပေါ့နော်အတွေ့အကြုံမရှိဘူးဆိုလို့ရှိရင်ပိုက်ခေါင်းကရေတောင်ကိုဖွင့်တတ်တာတွေကြုံခဲ့ရတယ်နိုင်ငံခြားတိုင်းပြည်တွေသွားတဲ့အခါကျလို့ရှိရင်မျက်နှာစိတ်ခွဲပိုက်ခေါင်းတတ်တာဗမာပြည်လိုလှည့်ဖွင့်တာမဟုတ်ဘူးသူကထိတ်ကလေးကိုကင်ပြီးတော့အပေါ်မော့ရတာအဲ့ဒါလို့မမော့ဘဲနဲ့ရှောက်လှည့်နေလို့တော့ရေတစ်စက်မှရမှာမဟုတ်ဘူးဒါမျိုးတွေမကြုံဘူးမဟုတ်ကြုံတတ်တယ်နော်တခါတည်းနိုင်ငံခြားတိုင်းပြည်တွေမှာဒီလေးစိတ်ထဲမှာနောက်ဖေးနောက်ပြီးသွားပြီးတော့လက်ဆေးခြင်းတယ်ဆိုလို့ရှိရင်သူကရေပိုက်ကောင်းကိုဖွင့်เสียမလို့ဘူးလက်ကလေးထိုးခံလိုက်ရင်ရေကဝေါကနေထွက်လာ
အဲ့ဒါမသိတော့ပိုက်ကောင်းတွေလျှောက်လဲနေလို့ရှိရင်အဲ့ဒါရေရထွက်လာမှာမဟုတ်ဘူးဆက်ပြလိုချင်လည်းပဲကိုလိုရမယ့်ဟာကိုဟိုမသိဘူးဆိုလို့ရှိရင်တော်တော်လေးဒုက္ခရောက်တယ်လက်ကိုအချောက်ခံနေတယ်ဆိုလို့ရှိရင်လည်းဆက်အောင်လက်ကလေးတင်လိုက်တာနဲ့သူကသူဝူးနဲ့ဆိုမှုတ်ပြီးတော့တချို့ကျတော့ဘောဓုတမရှိဘူးဆိုအဲ့လိုမှုတ်တာကြီးကမရတော့ဘူးဆိုပြီးတော့အဲ့ဒါကြောက်လန့်ပြီးထွက်ပြေးသွားတဲ့လူလည်းရှိတာဆိုလိုတာကဘောဓုတဆိုဘယ်ကိစ္စဆိုဘောဓုတရှိအောင်လုပ်ရဒီလိုဆိုလိုတာသဘောဓုတဆိုတာစာပေကလည်းလေးလာလို့ရတယ်တဦးတယောက်စီကလည်းသင်ယူလို့ရတယ်ပေါ့အလုံးဟာသင်ယူကြရတယ်လေးလူကြတယ်သင်ယူမှုလေးလာမှုဇာဝနာဝရှိမှုဟာအများကြီးအကျိုးပြုပါတယ်အနုဆိုရင်ထညက်ဘယ်အဖြစ်မှန်းတော့မသိဘူးဖြစ်နေမယ်နော်ကြောက်ပြောင်းထညက်ကတော့ချိုမြဲချိုနေမှာပါသို့တော့ဟုတ်ဘိုးဘွားမိဘကလည်းဒီထညက်ဒီလိုပဲလုပ်ခဲ့တယ်အခုလည်းဒီထညက်ဒီလိုလုပ်တယ်ဆိုရင်တော့တိုးတက်မှုမရှိဘူးလို့ပြောအောင်ပါနော်တိုးတက်မှုရှိအောင်ကြိုးစားအားထုတ်ဖို့ဆိုတာအရာရာတိုင်းမှာတခြားနေရာတွေမှာတိုးတက်သွားရင်တို့စီကကြောက်ပြောင်းထညက်ကိုပုံစံဘယ်လိုပြောင်းရမလဲဆိုတာကစပြီးတော့လူတွေရဲ့ဈေးကွက်ထဲမှာဝင်အောင်တခြားနိုင်ငံတွေမှာလုပ်တဲ့ဘောဓုတတွေဒါတွေကိုစီးပူးအထောက်ဖို့လိုအပ်တယ်အလို့ဆိုလို့ရှိရင်ဒီလိုအလုံးကလေးပဲထိုင်ရချင်းကလေးတွေထည့်ရောင်းတဲ့အဆင့်ကကြော်မှမဟုတ်တော့ဘူးပေါ့ဘောဓုတရှိပြီဆိုရင်ဒါမျိုးမဟုတ်တော့နော်အင်တမမြန်မာပြည်ကထွက်ကုန်တွေဟာနိုင်ငံသားတွေမှာဘောဓုတရှိနဲ့လုပ်မယ်ဆိုလို့ရှိရင်အများကြီးဟိုငွေကြေးတနာရနိုင်တာပေါ့သို့တော်လည်းအခုခေတ်ဒီပညာရက်တွေကအင်တမမများပြားတယ်ဈေးအယောင်းဝယ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လက်လန်းမမိတာတွေရှိတယ်ဒီပညာတွေကိုသင်ယူကြရမှာဖြစ်တယ်ဘုန်းကြီးတို့ဂျာမနီသွားတဲ့အခါကျတော့ဒီချင်းကလေးတွေလှုပ်ထားတာဘယ်ရောက်နေတုန်းဆိုအဲ့ဒီချင်းလေးတွေကဘယ်ကလှုပ်ထားတုန်းဆိုထိုင်းကလှုပ်တာဘာနဲ့လှုပ်ထားတာတုန်းဆိုဗေဒာယိုးနဲ့လှုပ်ထားနော်အဲ့ဒါဂျာမနီကိုရောက်သွားပြီးတော့ဂျာမနီတွေကဝယ်သုံးနေတာဖြစ်အဆင့်ဖြစ်သွားတယ်ဂျာမနီရောက်သွားဗမာပြည်ကကျိန်ချင်းလေးတွေတို့ကျိန်ဒီနှီးတောင်းလေးတွေတို့လဲဒီဗမာအမျိုးသမီးတယောက်ကဟိုမှာမန္တလေးစတိုးဆိုပြီးတော့ဒီအပစ္စည်းတွေတည်ပြီးတော့ရောင်းနေတာပခုတ်ကူဆောင်30ဆိုဆောင်တစ်ထဲဆိုလို့ရှိရင်ဒီမှာဘယ်လောက်ပေးရတယ်တော့မသိဘူးဟိုမှာ63ယူရိုလောက်ရှိတယ်နော်63ဆိုတာဗမာငွေနဲ့ကျတော့အများကြီးပဲ63ယူရိုရှိတယ်ဒီကဆောင်လေးတွေကိုနိုင်ငံသားတွေကကြိုက်တယ်ပေါ့အဲ့တော့နိုင်ငံသားတွေဘာကြိုက်တယ်ကိုယ့်ရဲ့ပညာရက်တွေဘာကြိုက်တယ်ဆိုတာကိုလေအမြဲတမ်းဗမာတွေဘောဓုတရှိပြီးတော့ရောင်းဝယ်လုပ်မယ်ဆိုရင်ကြီးပွားတိုးတက်မှုတွေအများကြီးဖြစ်လာနိုင်တယ်ပေါ့အဲ့ဒါလို့ကြီးပွားတိုးတက်မှုဖြစ်အောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ဒီလိုပဲနေကြမှာပဲပေါ့ဒါကြောင့်မြတ်စွာဘုရားဟောတဲ့တရားဟာအလွန်ပဲဟိုအားလုံးကိုကာဘာပြုပြီးတော့အားလုံးကိုခြုံမိငုံပြီးအောင်ဟောတာဒါမို့ဘာဟုတ်သစ္စာလဲခက်နဲ့အညီဘောဓုတတွေရှိအောင်စာဖတ်ရမယ်နော်တရားနာရမယ်ခေတ်ပညာနဲ့ပတ်သက်တာတွေသင်ရမယ်ကြားရမယ်လေ့လာရမယ်စီးပူးရမယ်ကိုယ့်အတွက်အသုံးဝင်မဲ့ပညာရမှန်သမျှအကုန်စီးပူးအထောက်ဒါတွေကိုနိဗ္ဗာန်ရောက်ကြောင်းတရားမဟုတ်ဘူးလို့တော့ပြောလို့မရဘူးဘာဖြစ်လို့တော့ဆိုစီးပွားရေးအခြေခိုင်မှတရားအထုတ်နိုင်ပါလေစီးပွားရေးဒီဥမတောက်မှတီလာဆောင်တယ်ဆိုတဲ့စကားဟာဒီအဓိပ္ပာယ်ကိုပြောတာနော်ဥမတောက်မှတီလာဆောင်တယ်ဆိုတာစားစရာတောက်စရာတွေနဲ့ပြည့်ပြည့်စုံစုံရှိတဲ့ပုဂ္ဂိုလ်မှကိုချင်းတရားကောင်းနိုင်တယ်တဲ့ထမင်းဝမှကိုချင်းတရားကောင်းတယ်ထမင်းမဝဘူးဆိုလို့ရှိရင်မဟုတ်တာလုံးမိတတ်တယ်ပေါ့ဒါကိုဆိုလိုတာဥမတောက်မှတီလာဆောင်တယ်ဆိုတဲ့စကားဒါကြောင့်ဥမတောက်အောင်အရင်လုပ်ဖို့လိုသေးတယ်ပေါ့ဘာမှမဟုတ်တဲ့ပစ္စည်းလေးတွေကစပြီးတော့ကိုယ်နိုင်ငံမှာဖြစ်တာတွေတချို့ကိစ္စတွေဆိုရင်မြန်မာနိုင်ငံမှာပျောက်ကွယ်သွားတယ်ပြီပျောက်ကွယ်သွားတာဟာမြန်မာလူမျိုးတွေမကြိုးစားခြင်းကြောင့်လည်းဖြစ်တယ်ပေါ့ဒီကိုယ့်ရဲ့ကြိုးစားအထောက်မှုလုပ်ရမှာမလုပ်သည့်အတွက်ကြောင့်ကိုယ်နိုင်ငံပညာရပ်တွေပျောက်ကွယ်သွားတယ်ဆိုပါစို့အနိကဆုံးတစ်ခုပြောရမယ်ဆိုရင်ဘုန်းကြီးတွေတုံးတဲ့သင်္ကန်းပရိက္ခရာတွေကခါဘာညိုးဆိုတာ
အရင်ဗမာပြည်မှာထုတ်တာလေချက်ခုတ်လုပ်ငန်းနဲ့လာအခုခါးပန်းညိုးမရှိတော့ဘယ်ကခါးပန်းညိုးတွေတော့ဆိုထိုင်းကခါးပန်းညိုးတွေသုံးအဲ့ဒါတွေဝင်တဲ့အခါကျတော့မြန်မာလူမျိုးတွေခါးပန်းညိုးလုပ်တဲ့လူတွေထမင်းမဝတော့နော်သူတို့ဈေးကွက်ပြတ်သွားတယ်ခါးပန်းညိုးလည်းမရှိဘူးတစ်ချိန်တုန်းကမြန်မာနိုင်ငံမှာဒီချက်ခုတ်လုပ်ငန်းလို့ခေါ်တာပေါ့ဒီကျိုးတွေခါးပန်းညိုးလို့ကျိုးကိုရက်တဲ့လုပ်ငန်းထွန်းကားခဲ့ဘူးတယ်လို့ပြောတာပေထုတ်ကျိုးဆိုတာရှိတယ်ပေစာတွေကိုထုတ်တဲ့ကျိုးခါးပန်းညိုးလောက်အပြားမကြည့်ဘူးတလက်မနေနီလောက်ပဲအပြားရှိတယ်အဲ့ဒီပေထုတ်ကျိုးထဲမှာစာရန်တွေပါထည့်ပြီးတော့ရက်ထားလောက်အောင်သူကလက်မှုမြောက်တယ်လို့ပြောရမှာနော်ရေးထားတာမဟုတ်ဘူးအဲ့ဒီထဲမှာဇေယတုကနေစပြီးနောက်ဆုံးမှာနတ်လူသားတို့ခေါ်စေတော်ထီအောင်ကုသိုလ်ရှင်တွေရဲ့နာမည်တွေကိုရေးထိုးပြီးတော့ဒီပေတုတ်ကျိုးပေတုတ်ကိုဘယ်သူလှူတယ်ဆိုတာကိုဖွဲ့ဖွဲ့နဲ့နဲ့တေချာရေးထားတဲ့ပေတုတ်ကျိုးတွေရှေးတုန်းကအများကြီးပေါ်ခဲ့ဘူးတယ်ဘုန်းကြီးတို့စီမှာလည်းသိမ်းထားတာတွေရှိတယ်ဒါတွေမြန်မာပြည်မှာတစ်ချိန်တုန်းကဒီချက်ခုတ်လုပ်ငန်းဟာစာတော်မှထည့်ပြီးတော့ရက်နိုင်တဲ့စွမ်းရည်တတ္တိရှိအောင်ကြီးထွားခဲ့တယ်ပေါ့အခုဒီလုပ်ငန်းတွေဟာပျောက်ကွယ်သွားပြီပျောက်ကွယ်သွားတယ်ဆိုတာနိုင်ငံခြားကလာတဲ့ကြည်ရိုးရကဒီဟာထိုင်းကလာတဲ့အခုခါးပန်းညိုးတွေအများကြီးထိုင်းခါးပန်းညိုးတွေအလွယ်တကူဝယ်သုံးတဲ့အခါကျတော့ကိုမြန်မာနိုင်ငံကဒီလက်မှုပညာတွေဟာပျောက်ကွယ်သွားဒါအသေးဖွဲလို့မအောင်မေးလေနဲ့လူမျိုးအတွက်ဒါဒီပညာရတစ်ခုပျောက်ကွယ်သွားတာလို့ဒီလိုပြောတာနော်အဲ့ဒါမျိုးတွေဟာတကယ်တော့မပျောက်ကွယ်တဲ့မူစ조사တဲ့နဲ့ပေါ့ဒါမျိုးတွေစကိုင်းမှာအခုလွန်တရားချိတ်ဆိုတာစကိုင်းမှာရှိနေသေးတယ်နိုင်ငံသားတွေလာတဲ့အခါလာပြီးတော့ကြည့်လွန်ဆိုတာရက်ကန်းရက်တဲ့အခါမှာလှေလောင်းလေးလိုဟာလေးတွေလေအဲ့ဒီလွန်ပြန်တို့ဘာတို့ရှိတယ်အဲ့ဒီလွန်လေးတရားရှိတယ်သူကအကွက်ကလေးတွေနဲ့ရက်တော်ကြာအောင်လက်ဝင်တယ်တခြားလောက်ရတယ်ချိတ်တရားလုံကြီးတွေဟာစကိုင်းမှာဒီရက်ကန်းတွေကခုချိန်ထိမှာရှိနေတော့မရှိတယ်အဲ့တော့အခုခေတ်တိုးတက်နေတဲ့အချိန်ကာလမှာမြန်မာလူမျိုးတွေဟာကိုယ့်ရဲ့လက်မှုပညာတွေကိုလေ့လာခြင်းမြင့်တင်ခြင်းဆိုတာမလုပ်နိုင်သည့်အတွက်ကြောင့်နောက်ဆုံးကျတော့ကိုယ့်ရဲ့ပညာရည်တွေဟာတိမ်ငေါသွားပြီးတော့သူများနိုင်ငံကလာတာကိုအလွယ်တကူဝယ်ယူသုံးစွဲတဲ့အဆင့်တွေကုန်ရောက်ကုန်ကြကုန်ရောက်ကုန်တယ်ဒီအဆင့်မျိုးရောက်သွားနော်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားမင်္ဂလာတုတ်မှာဟောတာဘာဟုတ်သစ္စာဘဟုတုတ္တရှိအောင်လုပ်ရမယ်သိပ္ပလက်မှုပညာရည်တွေထွန်းကားအောင်သင်ယူရမယ်အစဉ်စဉ်သင်ပေးကြရမယ်သင်ပေးပြီးတော့ကိုယ့်ရဲ့အမျိုးဘာသာသာသနာကိုယ့်ရဲ့စီးပွားရေးကိုကာဝယ်ဆောက်ရှောက်မှုဒါတွေဟာလှုပ်တဲ့လှုပ်ထိုက်တာတွေလုပ်ရမှာတဲ့မလှုပ်ဘူးဆိုလို့ရှိရင်ကိုယ်ဟာစီးပွားရေးနဲ့ပတ်သက်ပြီးတော့နှိမ့်ကြတော့ဘုန်းကြီးတို့အိန္ဒိယနိုင်ငံရောက်တဲ့အခါမှာအိန္ဒိယတောင်ပိုင်းမှာစာရန်တစ်ခုနေရာတိုင်းလိုရေးထားတာရှိတယ် Indian be Indian ဆိုတာအဲ့ဒီစကားလုံးလေးရေးထားတာ Indian be Indian ဆိုတာအိန္ဒိယနိုင်ငံသားတွေအိန္ဒိယနိုင်ငံသားပြည်သားရမယ်အိန္ဒိယနိုင်ငံဖြစ်ကိုသာသုံးရမယ်ဆိုတဲ့စကားလုံးပဲသူကသူ့နိုင်ငံကိုသူအားပေးတာကိုလူမျိုးကိုဘာသာကိုနိုင်ငံကထွက်တဲ့ပစ္စည်းကိုတန်ဖိုးတာဒါအများနဲ့သက်ဆိုင်နော်လူမျိုးတွေအားလုံးနဲ့သက်ဆိုင်အဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တစားနဲ့ဒီလိုကနေပြီးယွင်းယူပျောက်ကွယ်သွားလို့ရှိရင်နောင်ကြလို့ရှိရင်လူမျိုးပါပျောက်ကွယ်သွားနိုင်တယ်ပေါ့ဒါအမှန်တမ်းအခြေခံအားဖြင့်တတိထားစရာကောင်းတဲ့အချက်တွေပဲပေါ့ပျောက်မှန်းမသိပျောက်သွားမှနောက်ကြလို့ရှိရင်တဖြည်းဖြည်းပျောက်ပေါ့အခုပျောက်ကုန်ပြီလေခါးပန်းညိုးပျောက်သွားပြီထိုင်းခါးပန်းညိုးအခုဘုန်းကြီးတို့ပန်းနေတဲ့ခါးပန်းညိုးတော်မှာပဲထိုင်းခါးပန်းညိုးကြီးဖြစ်နေဗမာခါးပန်းညိုးရှာလို့မရတော့ဘူးမရှိတော့နော်ဈေးခွက်ကပျောက်သွားပြီနောက်တာဘယ်သူမှလည်းမလုပ်ဘူးလုပ်လေထမင်းမဝတော့ဟိုကဝင်လာတဲ့အခါကျတော့အဲ့ဒီလိုတွေဒါကအသေးဖွဲလေးတစ်ခုကိုပြောပြတာထိတဲ့ကြီးတာတွေလည်းရှိကောင်းရှိနိုင်မယ်တေးသေးချာချာစနစ်တကျလေးလာကြည့်လို့ရှိရင်ထိတဲ့ကြီးတာတွေပဲဖြစ်လာဒါကြောင့်မို့လို့မြန်မာလူမျိုးတွေဟာဘာဟုတ်သစ္စာဘုဒ္ဓတာရှိဖို့လိုအပ်တယ်သိပ္ပလက်မှုပညာရည်တွေအသေးဖွဲလေးတွေကစ
ဘုန်းကြီးတို့အဲ့ဒီဂျာမနီသွားတော့ကမြန်မာပြည်ကဖြစ်တဲ့ပစ္စည်းလေးတွေဒီထိုင်ကုန်လေးတွေကအစဒီထိုင်းကလာတဲ့ချိန်ထိုင်ကုန်လေးတွေနဲ့မြန်မာနိုင်ငံကလာတဲ့ထိုင်ကုန်လေးတွေအဲ့ဒီဆိုင်ရှင်လုပ်တဲ့တက္ကမကြီးကရှင်းပြတယ်မြန်မာပြည်ကလုပ်တဲ့ထိုင်ကုန်ကတဲ့ပုံလေးတွေတော့ကောင်းပါရဲ့ဒါပေမဲ့လို့ချိန်ကိုချိန်နဲ့တယ်မကုတ်ဖဲနဲ့တန်ချောင်းလေးတွေနဲ့တဲထားတော့နိုင်ငံသားတွေကအဲ့ဒါကိုမကြိုက်ဘူးတဲ့တန်ချောင်းထဲတာကိုမကြိုက်ဘူးဘာလို့လဲဆိုတော့သူတို့နိုင်ငံကဆွတ်ထိုင်းပိုင်းနေစနိုးတွေကြပြီးအေးတဲ့နိုင်ငံဒီတန်ကမကြခင်ပဲတန်ကြီးတက်တဲ့တန်မျိုးတွေဖြစ်တာတော့အဲ့ဒါမျိုးဖြစ်မှာကိုကြိုက်ပြီးမကြိုက်ကြဘူးသူတို့ပစ္စည်းကြိုက်ပေမဲ့လို့လှုပ်တာတစ်ခါတလေကြတော့အဆင်မပြေဘူးပေါ့ဒါအသေးအဖွဲလေးတွေနော်ခုနတော့ကပန်းချင်းလေးတွေထဲတဲ့ဗေဒာရိုးကို6လှမ်းထားပြီးဗေဒာရိုးနဲ့ထိုးထားတဲ့ဟာတွေကတောင်မှဂျာမနီနိုင်ငံကိုရောင်းလို့ရနေတာပဲအလုံးဟာအသေးအဖွဲတွေအကုန်ရောင်းလို့ရဒါတွေကတီထွင်မှုပေါ်မှာအများကြီးမူတည်တယ်တီထွင်ရမယ်ဈေးကွက်ရှာရမယ်ဖြန့်ဖြူးရဒါဘုန်းကြီးကစီးပွားရေးတရားဟောနေတာမဟုတ်ဘူးတတိထားမိဖို့ရလေးတွေပြောပြတာနော်ဒီအခြေခံလေးကစပြီးတော့တတိထားမိဖို့လိုအပ်တယ်ကြည်ဘာဟုတ်သစ္စာသိပ္ပတဲ့ဒါတွေနောက်တစ်ခါဝိနယောစသူသိခိတောဆိုကျင့်သုံးလိုက်နိုင်ရမယ့်ကိစ္စတွေမြန်မာလူမျိုးတွေတင်မှုအမတန်မှလိုတယ်အမတန်မှလိုတယ်ခုနပြောရလို့တွိုင်းလက်ထဲတောင်မှစနစ်တကျမသုံးတတ်ဘူးဆိုတော့ဒီပြနေရာတွေမှာလည်းပဲစနစ်တကျမရှိဘူးပေါ့ကားလမ်းတွေပေါ်မှာဆိုလို့ရှိရင်ဗမာပြည်မှာအားလုံးလည်းသိနေကြတာမော်တော်ဆိုင်ကယ်စီးတဲ့ပုဂ္ဂိုလ်တွေကလမ်းစည်းကမ်းဆို traffic law ဆိုတာရှိတယ် traffic law ကိုဘယ်သူမှမသိဘူးမောင်းကျင်တိုင်းမောင်းသွားကျင်တိုင်းသွား accident တွေဖြစ်ဒါတွေကစုပ်ပြပြချင်းအကြောင်းတစ်ခုတွေပဲပေါ့နော် traffic law ဆိုတာရှိတယ်ဒီကမ္ဘာနိုင်ငံအသီးသီးမှာပဲ traffic law မှာသူကဆိုင်းလေးတွေရှိတယ်အဲ့ဒီဆိုင်းတွေကိုဘုန်းကြီးတို့တောင်တော်တော်များများသိတယ်လေးလာထားတယ်လေးလာရင်သိတယ်မလေးလာရင်တော့မသိဘူးပေါ့ရီးလို့ရေးထားတာရှိတယ် give way လို့ရှိတယ်နော်ဘယ်လိုဆိုင်းပြထားလို့ရှိရင်မဝင်ရဘူးဘယ်လိုဆိုင်းပြထားရင်သွားရမယ် stop ဆိုတဲ့ဆိုင်းပြထားရင်၄ဘိန်းလုံးရရမယ်နော်မော်တော်ဆိုင်ကယ်ဆို2ဘိန်းလုံးရရမယ်ရှေ့ကိုလုံးဝမလိမ့်စေရဘူးသူကဒီလိုဟာမျိုးရှိတယ်အဲ့ဒါလို့ traffic law တွေဒါတွေကိုဆိုင်းတွေကိုလေ့လာပြီးတော့အခုသိတဲ့လူတွေအလွန်နဲလာတယ်လမ်းဘေးပလက်ဖောင်းမှာဆိုလို့ရှိရင်အနီနဲ့အဖြူတုတ်ထားတာလေးတွေကိုအလှတုတ်တယ်လို့ထင်ကောင်းထင်လိမ့်မယ်ခလေးလူလေးတွေမေးကြည့်လိုက်တကယ်ကတော့အနီရောင်နဲ့အဖြူရောင်တကွက်ကြားတုတ်ထားလို့ရှိရင်ရှင်မရရဘူးအဲ့ဒီနေရာမျိုးမှာဘာကိစ္စနဲ့မှမရရတဲ့နေရာအဲ့ဒါအမဲနဲ့အဖြူတုတ်ထားတဲ့နေရာကရက်ခွင့်ရှိတယ်အခုတော့ဘယ်နေရာကြည့်လိုက်အနီနဲ့အဖြူအခုတုတ်တဲ့လူကရောသိလားမသိလားတော့မသိဘူးเนาะတကယ်ကတော့အဲ့ဒါဆိုင်တမန်အလှတုတ်တာမဟုတ်ဘူးအနီတရံအဖြူတရံတုတ်တာဟာရင်မရရဘူးအဲ့နေရာနိုးပါခင်ပဲစာမရေးပေမဲ့လို့နိုးပါခင်ရင်မရရတဲ့နေရာအနက်နဲ့အဖြူနဲ့တုတ်ထားတဲ့နေရာရက်ခွင့်ရှိတယ်ဒီလိုဆိုလို့တာ तू ကဒီဆိုင်တွေကလည်းပဲတဖြည်းဖြည်းပျောက်သွားတယ်တခါလမ်းပေါ်မှာမြင်းတားထားတယ်အဲ့ဒီမြင်းကိုလည်းလိုက်နာတဲ့လူအမတန်မှရှားတယ်ဗမာပြည်မှာဘုန်းကြီးတို့ခရီးသွားနေတော့ကြည့်တော့လိုက်နာတဲ့လူဟာဒီ educated လို့ဆိုရယ်ပညာတတ်တဲ့လူသားတွေကိုမလိုက်နာတာတွေအတော်များကြီးတွေ့တယ်ဒါဝိနယောစသူသိခိတော်စိကံဥပဒေကိုလိုက်နာမှုဆိုတာဟာတိုင်းပြည်ကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းတစ်ခုပဲမြတ်စွာဘုရားဟောတဲ့တရားနဲ့လည်းအမတန်မှခိုက်ညီတယ်အဲ့ဒီမှာမြင်းသေးကြီးတွေကိုဖြတ်မမောင်းရအောင်မြင်းသေးကိုနှစ်ထပ်လှုပ်ထားလို့ချင်းဟိုဘက်ဒီဘက်ကူးခွင့်မရှိဘူးအဲ့ဒါမကူးရဘူးမကူးရတဲ့မြင်းသေးလည်းပဲကူးတာနော်မကူးရမဲ့မြင်းသေးနိုင်ငံသားတွေမှာတော့အဲ့ဒါကိုတော်လေးလေးဆဆလိုက်တာမြင်းကိုအပြတ်လိုက်လှုပ်ထားလို့ချင်းဒါကိုယ်ခွင့်ရှိတယ်ဟိုဘက်ဒီဘက်ကူးခွင့်ရှိတယ်မြင်းသေးကြီးဆွဲထားလို့ချင်းကူးခွင့်မရှိဘူးဒါက traffic law အလှတုတ်ထားတာမဟုတ်ဘူး traffic law ဆိုတာဒီပေါ်မှာယဉ်စည်းတဲ့ပုဂ္ဂိုလ်တိုင်းလိုက်နိုင်ရမယ် law တွေကြီးပဲအကုန်လုံးသို့တော့ဒီကနေ့ခေတ်မှာသိတဲ့ပုဂ္ဂိုလ်တွေတော်နေသွားပြီလို့ထင်တယ်ဘာဖြစ်လို့လဲဆိုမလိုက်နာတာတွေကများလာတာကိုဒါကြောင့်တိုင်းပြည်တစ်ခုကြီးပွားတိုးတက်မှုဆိုတဲ့နေရာမှာဒီလိုက်နာရမယ်စည်းကမ်းချက်တွေလူတိုင်းလိုက်နာဖို့အမှန်တမ်းအရေးကြီးတယ်
ဘုန်းကြီးတို့စင်ကာပူသွားတယ်ဆိုတဲ့အခါမှာစင်ကာပူရောက်တယ်ဆိုရင်စင်ကာပူမှာဒီလမ်းပေါ်မှာအမိုက်တရပြစ်ချတာဆိုတာမရှိဘူးအင်တာမစီကံရှိကြအမိုက်ကလေးဆိုပါစို့ချိုချင်းလေးတုပ်ရင်တောင်ချိုချင်းလေးစုပ်ရင်တောင်မှချိုချင်းအခွန်လေးကိုကိုယ့်အိတ်ထဲကိုထည့်ထားတယ်အမိုက်ပုံးရှာလက်ကမချဘူးအမိုက်ပုံးတွေးမှအမိုက်ပုံးနဲ့ထည့်တယ်ဆိုရင်ဒီစီကံကိုလိုက်လာကြဗမာပြည်မှာတော့မမြင်တယ်လို့လှုပ်ထားတယ်တခါတော့ကဘုန်းကြီးတို့တရားဝဲလာပင့်တယ်မန္တလေးကတကယ်တော့အဲ့ဒီကားမောင်းတဲ့တကားကြီးက educated ပဲဘွဲရတယ်ဟောအဆောင်မရှိတော့မမြင်တယ်လို့မဝင်ရဆိုရလမ်းကနေဝင်ချသွားဟာတကားကြီးဒီကမဝင်ရဘူးရပါတယ်ဆိုမောင်းသွားနော်မမြင်တယ်လို့လှုပ်တတ်တဲ့အချင်းကဩတို့နိုင်ငံဘုန်းကြီးကတော့တွေးမိတယ်တို့နိုင်ငံတော့မလွယ်သေးဘူးလို့ဒီလိုပညာတတ်လူတန်းစားဆိုတဲ့ပုဂ္ဂိုလ်ကစပြီးဥပဒေကိုမလိုက်နာဘူးဆိုရင်ဒါမလွယ်ဘူးလို့တိုင်းပြည်မှာနော်ဒီဥပဒေဟာလူသိဖို့မဟုတ်ဘူးကိုကလိုက်နာဖို့ပဲလို့ဥပဒေဆိုတာချထားရင်ဥပဒေကိုလိုက်နာအဲ့ဒါတွေကိုပြောတာစီကံတွေလိုက်နာဖို့ဝိနည်းစသူတိတ်ခိတော်ဆိုတာသင်ရမယ်မသိရင်သင်ရမယ်သင်ပြီးလို့ရှိရင်လိုက်နာကိုယ်တိုင်စီကံလိုက်နာဒီ highway လမ်းမပေါ်မှာဆိုရင်ရန်ကုန်မန္တလေးလမ်းမကြီးပေါ်မှာဆိုရင်ဘာမသွားရဘယ်ရင်မမောင်းရဒါတွေခဏရေးထားတာတွေအတိုင်းသားပဲသို့တော့တွေ့နေတာပဲနော်လိုက်နာမှုဟာအင်မတန်မှအားနေတယ်လို့ဗမာပြည်မှာလိုက်နာမှုတွေအင်မတန်မှအားနေတယ်နော်ဒါဘယ်သူမှအပြစ်ပြောစရာမလိုဘူးလူတိုင်းကလိုက်နာရမှာနော်မလိုက်နာတဲ့လူရဲ့အပြစ်ပဲပေါ့ဒီလိုတမန်စည်းကမ်းလေးတွေတောင်မလိုက်နာဘူးဆိုလို့ရှိရင်ထိတဲ့အရေးကြီးတဲ့စည်းကမ်းတွေဖောက်ဖြစ်ဖို့ကပိုးလွယ်နေတယ်ပေါ့ဒီလိုဖြစ်မှာပေါ့အဲ့တော့လူမျိုးနဲ့ရှင်ပြီးတော့အခုတလောကဘယ်သူကပြောတယ်လဲဘုန်းကြီးတော့မမှတ်မိဘူးလူပေါင်းစုံလာတာဆိုတော့ထိုင်းမှာတဲ့လူတွေဟာအလုံးကမြင်းကြားကကြီးပဲကူးတယ်ဗမာတွေရောက်သွားတဲ့အခါကျတော့ဗမာတွေကတင့်တော်တဲ့နေရာဖြတ်ကူးတော့အဲ့တော့နိုင်ငံသားတွေလည်းဗမာတွေနဲ့ရောရောင်ပြီးတော့တင့်တော်တဲ့နေရာကနေဖြတ်ကူးတဲ့အလေးထားဖြစ်နေပြီလို့ပြောတယ်ဗမာအတင်လိုက်တဲ့အတတ်တွေတတ်သွားနောက်စင်ကာပူမှာဒီနေ့ကောက်ကသွားတော့လမ်းပေါ်မှာပလတ်စတစ်အိတ်လွင့်နေတာမြင်တယ်ဒါဗမာတွေရှိတဲ့ရက်ွက်နဲ့တူတယ်လို့အဲ့လိုတွေဖြစ်တယ်အဲ့တော့စိတ်ကပြတ်တဲ့လူမျိုးဆိုတော့ကဘာမှာဒီမျက်နှာမလှဘူးပေါ့နော်နေရာတိုင်းမှာသူစိတ်ကန်းနေနေကြီးပဲအကုန်သွားတာအင်မတန်မှတချို့နိုင်ငံတွေဟာအင်မတန်မှစိတ်ကန်းသိဝတ်ကြတယ်ဘုန်းကြီးတို့ဂျာမနီတို့နယ်သာလန်တို့ဩစတြေးလျတို့နှစ်စဉ်အဘိဓမ္မာသင်တန်းပို့ချပို့သွားတယ်2003ကနေစပြီး2008ခုထိအခုတော့မသွားတော့ဘူးအသက်ကြီးလို့မသွားတော့တာအဲ့သွားတဲ့အခါမှာအဲ့ဒီကလူတွေဟာအင်မတန်မှစိတ်ကန်းရှိကြတယ်လို့ပြောအင်မတန်မှစိတ်ကန်းရှိတယ်ဘာကိစ္စပဲဖြစ်ဖြစ်ဒီထမင်းစားဖို့ထမင်းဆောင်နဲ့ဝင်နာတောင်မှပဲသူတို့ကတန်းစီတယ်ဘယ်တော့မှကြော်မတက်ဘူးနော်ကိုရောက်လာတဲ့အစဉ်အတိုင်းပဲသူကဒီလိုဝင်ကြတယ်ဘယ်ကိစ္စမှမဆိုသူတို့စီမှာတော့စီကံလိုက်နာမှုတွေဟာတော့အားကောင်းတာပဲလို့တို့စီမှာတော့စီကံမလိုက်နာတာတွေကအမှန်တမ်းများတယ်ဒါများတာဘယ်သူမှအပြစ်မချနဲ့လေမလိုက်နာတဲ့လူရဲ့အပြစ်ပဲဒါကတော့နော်အဲလူတွေကသူများအပြစ်တင်မှုတော့အမှန်တမ်းလွယ်တယ်ကိုယ်တိုင်ပြင်ဆင်မှုရအရေးကြီးတယ်ပေါ့ကိုယ်တိုင်ပြင်ရမယ်လိုက်နာရမယ်အများကြီးအေးဒါတွေကိုပြောတာမင်္ဂလာတော့မှလည်းပဲဘာဟုတ်သင်္စတိတ်ပင်စဝိနည်းစသူတိတ်ခိတော်ဆိုတာဒါကိုပြောတာနော်သူပတိတာစယာဝါစာစကားပြောတဲ့နေရာမှာလဲရင်ကျေးသိမ်မွေးပြီးအကျိုးရှိတဲ့စကားမျိုးပြောတတ်ဖို့သူများနိုင်ငံတွေမှာဒီစကားပြောတောင်မှပဲသင်တန်းလေးတွေရှိတယ်စကားပြောရင်တိတ်တတ်ရပြောတတ်တယ်လူရဝင်အောင်ပြောတတ်တယ်ပေါ့သဘောမှာလူရဝင်အောင်ပြောတတ်တယ်အဲ့ဒါလို့လူရဝင်အောင်ဆိုပါစို့အစည်းအဝေးကြီးတွေမှာ speech ပေးတာတို့ဘာတို့ဆိုတာသူတို့စီမှာသင်တန်းတွေရှိတယ်လူရဝင်အောင်ပြောတတ်ရမယ်စကားပြောတဲ့အခါမှာမြန်မာပြည်မှာလည်းအဲ့ဒီလိုသင်တန်းမျိုးတွေကအမှန်တမ်းလိုအပ်တယ်ဟောပရိသတ်ထဲမှာဆိုရင်ဘယ်ပရိသတ်မျိုးဆိုရင်ဘယ်လိုပြောရမလဲဘယ်ပရိသတ်မှာဘယ်လိုပြောရမလဲဆိုသူပတိတဝါစာဖြစ်အောင်ပြောတတ်ဖို့တာမန်အပြင်ပြောမယ်ဆိုတော့ဒီမင်္ဂလာတို့ကနော်ဖေဖေကျွတ်ဖို့ကြည်နေကြတာလူတိုင်းသို့တော့ဒီလိုက်နာမှုတာမလုပ်တာလေအဲ့တော့လိုက်နာဖို့ဆိုတာတွေကတကယ်လိုက်နာမယ်ဆိုရင်တကယ်အကျိုးရှိတဲ့အလုပ်တွေကြီးပဲတကယ်လိုက်နာတတ်ဖို့လိုအပ်တယ်ပေါ့ဒီအတိုင်း
ဒီသူပါတိတာဆရာဝါစာသူပါတိတာဆိုတာဘာတော့ဆိုပြီးအင်္ဂါရလေးသင်ပြီးရင်ဒါနေတဲ့အဆုံးသတ်သွားတယ်လေကာကိုယ်တိုင်သူပါတိတာဖြစ်အောင်ဘယ်လိုပြောမလဲဆိုတဲ့အဆင့်ရောက်မလားအဲ့ဒီအဆင့်ကိုရောက်လာဖို့ကိုယ်တိုင်လေ့ကျင့်ပြီးတော့စကားပြောတဲ့အခါမှာသူပါတိတာဖြစ်အောင်ပြောတတ်ဖို့ဒါတွေကလူလောကရောက်လာလို့ရှိရင်အောင်မြင်ကြီးပွားဖို့အတွက်အရေးကြီးတဲ့အချက်တွေဒီလိုဆိုလားလူချင်းရှင်လိုက်တဲ့အခါမှာထိတ်တန်းကရောက်သွားဒီလိုဆိုတာကောင်းပြီလူဘဝရောက်လာတဲ့အခါမှာလူချင်းရှင်လိုက်လို့အောင်မြင်ကြီးပွားဖို့ရဘောဓုတတွေလည်းစီးဘူးတယ်နော်လက်မှုပညာရတွေလည်းတတ်တယ်ကိုယ်အတိုင်းတာတစ်ခုရစီရင်စည်းကမ်းတွေကိုလည်းလိုက်နာတတ်တယ်စကားလည်းစနစ်တကျပြောတတ်တယ်ဆိုပြီးတဲ့နောက်မှာနေ့စဉ်နဲ့အမျှတာဝန်ဝတ္တရားတစ်ခုဟာလေခြေပြောင်းအောင်ဆောင်ရွက်ဖို့လိုအပ်တယ်အဲ့ဒီတာဝန်ဝတ္တရားကဘာလို့ဆိုမာတာပိတုဥပဋ္ဌာနာလူတိုင်းဟာအမေဖေရှိတယ်ဒီကိုယ်အမေဖေကိုပြုစုတာကိုတာဝန်တရားလို့ကိုစိတ်ကထားနော်တာဝန်တရားလို့ကိုစိတ်ကိုထားမလို့မနေရတဲ့တာဝန်တရားလို့ဒီလိုမြင်ရမယ်ပေါ့အမေဖေပဲကိုလုံးချင်မှလုံးမယ်ဆိုတဲ့ပုံစံမျိုးမရှိစေရဘူးပေါ့ကုသိုလ်ရခြင်းလို့လှုပ်တာမျိုးဆိုတဲ့အနေထားမျိုးကိုမဟုတ်ဘူးတာဝန်တရားအနေနဲ့မိဘကိုပြုစုတယ်ဆိုတာမျိုးဖြစ်ရမယ်နော်ပုဒ္ဒဒါရတသင်္ဃဟောသားမယားတွေကိုကျွေးမွေးထောက်ပံ့တာမိဘတယောက်ကသားမယားတွေပေါ်မှာကျွေးမွေးဆောင်ရှောက်မှုကလည်းပဲတာဝန်ကျေတာဖြစ်ရမယ်ပေါ့ဒါကတာဝန်ပိုင်းဆိုင်ရာဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်မိဘကိုပြစ်မထားရအခုနိုင်ငံခြားတိုင်းပြည်တွေမှာတော့ဒီတာဝန်တွေပြက်ကွက်နေတာကိုတွေ့တယ်တခြားဘက်ကတော်တယ်ဒီတာဝန်တွေပြက်ကွက်တယ်မြန်မာပြည်မှာတော့ထိုက်တဲ့လောက်ဒီတာဝန်တွေထမ်းဆောင်ကြတဲ့ပုံကိုယ်တွေများတယ်လို့ပြောနိုင်ငံခြားတွေမှာဒါပြက်သွားတယ်သူတို့လည်းမင်္ဂလာပြတ်တာမရှိဘူးမဟုတ်ရှိနော်တခြားတဏှာကတိုးတက်ပြီမဲ့တဏှာကပျက်စီးသွားမြတ်စွာဘုရားဟောတာဘက်စုံထောင်းစီအောင်ဟောထားတာကဲမိဘကိုလည်းပြုစုလို့ကြွေးတယ်သားမယားကိုလည်းထောက်ပံ့ကြွေးမွေးတယ်ဆိုတဲ့ဒီတာဝန်ဝတ္တရားတွေခြေပြောင်းလာတဲ့အခါအလုတ်လုတ်ကြပြီဆိုတဲ့အခါမှာဘာအလုတ်ပဲလုတ်လို့မိဖို့ကြောင့်လည်းထမင်းချက်တာလည်းအလုတ်ပဲအလုတ်လို့တတ်မှတ်တာသူကနိုင်ငံသားတွေကြတော့ဘာအလုတ်ပဲဖြစ်ဖြစ်အလုတ်လို့တတ်မှတ်တယ်ဗမာပြည်ကတော့အလုတ်လို့တတ်မှတ်တာပတ်စံရတဲ့အလုတ်မှာအလုတ်လို့တတ်မှတ်တယ်ပတ်စံမရရင်အလုတ်လို့မတတ်မှတ်ဘူးခက်တယ်နော်တခါတော့ကမြန်မာပြည်ကဆရာတော်ကြီးတစ်ပါးအမေရိကကိုကြွသွားတယ်ကြွသွားတဲ့အခါကျတော့အမေရိကန် immigration အဝင်မှာမေးတယ်ခင်ဗျားဘာလုပ်လာလဲဒီဆိုတော့သူကfor visit ပေါ့ visit အနေနဲ့လာတယ်ပေါ့ဒါဒီလိုပြောတာ visit အနေနဲ့လာတယ်နောက်ခဏနေတခါပြန်မေးပြန်ရော visit လို့ပဲပြောတယ်နောက်တတိယအချိန်ကျတော့အဲ့ဒီဆရာတော်အမှတ်တမဲ့ကမ္မထမ်းပြမယ်လို့သူပြောလိုက်တာကမ္မထမ်းပြမယ်လို့ပြောလိုက်တဲ့အခါကျတော့ immigration ကဝင်ခွင့်မပြုတော့ဘူးဘာလို့တော့ဆိုခင်ဗျားဒါပြီးအလုပ်လုပ်ထားတယ်ဒါသူတို့စီမှာဒါဝတ်ပါမေးစီမှာလုပ်လို့ရတယ်နော်ကမ္မထမ်းပြတာလည်းအလုပ်ပဲအခုတို့လိုဘုန်းကြီးတို့လိုခုလို public မှာတရားဟောခြင်းတယ်ဆိုလို့ရှိရင်စင်ကာပူမှာတောင်မှပဲပါမစ်ယူရတယ်သူကပါမစ်ဆိုတာ work permit နော်အလုပ်လုပ်ခွင့်ပါမစ်ယူရတယ် public မှာတရားဟောလို့ရှိရင်အလုပ်လုပ်ခွင့်ပါမစ်ယူရတယ်အဲ့ဒီပါမစ်မရှိပဲမနဲ့တရားဟောလို့ရှိရင်ဥပဒေရအရေးယူလို့ရတယ်ပေါ့သူတို့နိုင်ငံမှာအလုပ်ဆိုတာဒါတွေအကုန်လုံးဟာအလုပ်ထဲမှာပါဘုန်းကြီးတို့ဂျာမနီသွားပြီးတော့သင်တန်းပို့ချတယ်ဆိုတာလျှောက်ကြတဲ့ကအဲ့ဒီအလုပ်လုပ်မယ်ဆိုတာကိုလျှောက်ရတယ်သူကလျှောက်ပါမစ်ထဲမှာအဲ့ဒါပါရတယ်အလုပ်ပိုင်ခွင့်ပါမှဒီလိုရှိအမေရိကန်နိုင်ငံသွားလို့ရှိရင်သူက social security card ဆိုတာလေးထုတ်ပေးတယ် social security card ကလေးမှာဒီကတ်မရှိလို့ရှိရင်အမေရိကန်မှာအလုပ်လုပ်လို့မရဘူးနော်ဘယ်လိုပုံကိုပဲဖြစ်ဖြစ်အဲနံပါတ်1 social security card ကိုရအောင်ဒီနံပါတ်နဲ့မှပတ်စံပန်းအပ်လို့ရတယ်အလုပ်လုပ်လို့ရတယ်ဒီကတ်ပြဒီနံပါတ်နဲ့အဲ့တော့ဘုန်းကြီးတို့94ခုနှစ်ကအမေရိကန်ကိုသွားတော့ရောက်သွားတဲ့အခါကျတော့ဒီကတ်ကလေးသွားလျှောက်တယ်ပေါ့လေလျှောက်တဲ့အခါကျတော့ကတ်ကလေးထွက်လာတယ်ကြောင်းပို့လိုက်တယ်အဲ့ဒီထဲမှာစာတန်းလေးပါရိုက်ထားတော့ဆို not valid for work အလုပ်လုပ်ခွင့်မရှိတယ်အဲ့လိုကန့်တက်ပေးလိုက်တယ်နော်ဒီကတ်ကလေးနဲ့အလုပ်လုပ်ခွင့်မရှိတယ် not valid for work ဒီလိုရေးလိုက်တယ်အဲ့ဒီထဲမှာ
ဘုန်းကြီးကွယ်စလုံးပေါင်းတာတစ်လုံးမှားနေတယ်အင်္ဂလိပ်လိုစလုံးပေါင်းတာတစ်လုံးမှားတာနဲ့ဒီဟာကြီးကတစ်လုံးမှားနေလိမ့်မယ်လို့ဆိုပြီးတော့ return to sender ဆိုပို့တဲ့လူစီကိုပြန်သွားလို့ရတယ်ဒီစာခေါင်းကတ်ဆရာမလို့စာလိုက်ကနေပြန်ထည့်လိုက်စာလေးရေးလိုက် return to sender နော်ပို့သူစုပြန်သွားဆိုပြီးတော့ရေးလိုက်တယ်ရေးတဲ့ထဲမှာကိုယ့်နံပါတ်လေးကိုမှတ်ထားလိုက်ပြီးပြန်ပို့လိုက်တယ်နံပါတ်မှားနေတယ်လို့ပြောပြီးပြန်ပို့လိုက်ဟုတ်လေစလုံးပေါင်းမှားနေတယ်ဆိုပြန်ပို့တယ်တလနေလည်းမရောက်လာတော့လိုက်သွားပြီးတော့ကိုယ့်နံပါတ်နဲ့ကိုပြောပြီးလုပ်ပေးတဲ့အခါနောက်တစ်ခါအဲ့ဒီကတ်ကလေးကိုသူထုတ်ပေးလိုက်တဲ့အခါကျတော့ ready for work ဖြစ်သွားတယ်ကံကောင်းကျင်တော့လေဒါပေမဲ့ဘုန်းကြီးကအလုံးလုံးတဲ့လူမဟုတ်တော့အဲ့ဒါဒီ ready for work ဆိုတဲ့ဟာရလို့ရှိရင်အဲ့ဒီမှာအလုံးလုံးလို့ရသွားပြီသူကဒီလိုဆိုတာသူများနိုင်ငံတွေမှာအလုံးဆိုတာသင်တန်းပို့ချတာလည်းအလုပ်ပဲဟောပြောတာလည်းအလုပ်ပဲနော်ဒီတရားဟောတာလည်းအလုပ်ပဲကမ္မထမ်းပြတာလည်းအလုပ်ပဲဝတ်ပါမင်းမရှိဘဲနဲ့ဒါတွေလုပ်လို့မရဘူးခြားနိုင်ငံတွေမှာဒီလိုသတ်မှတ်ထားတာပေါ့အဲ့တော့အလုပ်ဆိုသမျှဟာဒီဘုန်းကြီးတို့နိုင်ငံမှာဆိုလို့ရှိရင်ထမင်းချက်တာလည်းအလုပ်ပဲတန်ရှင်းလုပ်တာလည်းအလုပ်ပဲအလုပ်ဆိုတာအကုန်လုံးကအလုပ်တွေကြီးပဲပေါ့အဲ့ဒီအလုပ်တွေလုပ်တဲ့အခါမှာမြတ်စွာဘုရားအလုပ်ကိုတည်တည်တတ်တတ်ဖြစ်အောင်လုပ်ပါလို့အလုပ်ကိုမတည်တတ်တဲ့အတွက်ကြောင့်ဒုက္ခရောက်တာချီနော်မင်္ဂလာဈေးကြီးမီးလောင်တာဘာကြောင့်လောင်တယ်လို့ကြားဘူးတော့အလုပ်မတည်တတ်လို့လောင်တာလေရှင်နေဦးတဲတာအဲ့ဒါမီးကိုတေချာပိတ်မထားခဲ့ဘူးလေခလုံးမပိတ်ထားခဲ့တဲ့အခါကျတော့မီးကလည်းခဏခဏပြတ်တတ်တယ်မဟုတ်လားမီးပြတ်တဲ့အချိန်မှာခလုတ်ကိုပိတ်မိအောင်ပိတ်မပိတ်မိတဲ့အခါမီးပြန်လာတဲ့အခါကျတော့အဲ့ဒီရေနွေးဥကရေထပွက်ပြီးတော့နောက်ဆုံးမှရေတွေခမ်းပြီးတော့ဒါဝါယာကနေလျှော့ပြီးမီးလောင်ဟောဘယ်ကိစ္စပဲဖြစ်ဖြစ်အလုတ်မတည်တတ်ဘူးဆိုလို့ရှိရင်ဒုက္ခရောက်ဒါမို့အလုတ်တစ်ခုလုပ်တယ်ဆိုတာတည်သားရမယ်မိဖို့ကြောင့်လည်းလုပ်တာလည်းတည်တည်တတ်တတ်လုပ်ရမယ်အိမ်တကားပိတ်တာစပြီးတော့တည်တည်တတ်တတ်လုပ်ရဒါမျိုးတွေကိုဆိုလိုတာအနာကုလသကမ္မတာဒီတဲ့ကြီးမားတဲ့အလုပ်တွေကိုမပြောနဲ့ဒါအသေးဖွဲလေးကစပြီးတည်တတ်ရမယ်တပြက်စီးလဲတာကစတည်တည်တတ်တတ်ရှိရမယ်တပြက်စီးလဲတာလည်းပဲမြေကြီးပေါ်မှာတပြက်စီးလဲတယ်ဆိုလို့ရှိရင်အင်တာမနီးစနစ်တစ်ခုနဲ့လှဲရဘုန်းကြီးတို့ငယ်ငယ်တုန်းကလူကြီးတွေကတင်ပြတယ်တပြက်စီးလဲလို့ရှိရင်တဲ့မြေကြီးကိုကြည့်လိုက်ဘယ်နာနှိမ့်နေတုန်းအဲ့နှိမ့်တဲ့နေရာကိုလှဲချတဲ့တဖြည်းဖြည်းကျတော့အဲ့ဒီနေရာမြေညှိပြီးသားဖြစ်သွားလိမ့်မယ်တဲ့နှိမ့်တဲ့နေရာကိုအမိုက်ပုံခိုင်းတာဆိုတော့အင်တာမကောင်းတဲ့စနစ်ပဲဘုန်းကြီးတို့ငယ်ငယ်တုန်းကတင်ပြတဲ့ဆရာတွေနဲ့တော်တော်တွေ့ရတယ်ဝီနည်းဆိုလဲဝီနည်းစည်းကမ်းမို့ဆိုပါလို့တပိတ်နဲ့စားပြီးတော့တပိတ်ရဲ့တပိတ်ဖုံးရဲ့နှစ်ခုရှိတယ်မြတ်စွာဘုရားကလည်းစနစ်တကျအကုန်ဟောတာရဟန်းနေတပိတ်နဲ့စားပြီးရင်တပိတ်ဆေးတပိတ်ဆေးတာဘာခက်တုံးလို့ပြောကောင်းပြောလိုက်မယ်တပိတ်ကိုကြာကြာနာနာဆေးထားရမယ်ဆေးပြီးတဲ့အခါမှာတပိတ်ကိုရေပြောင်းအောင်တုပ်ပြီးတော့ခါနေဘူးခဏလှမ်းရတယ်ဒါတကယ်ကိုစနစ်တကျလုပ်တဲ့လုပ်နည်းရေမတုပ်ဘဲနဲ့နေဘူးလှမ်းလို့ရှိရင်တပိတ်မှာရေဆက်အပြောက်တွေကဒီတိုင်းခြောက်သွားတဲ့အခါကျတော့တပိတ်ကိုညစ်ပေစေတယ်ပေါ့အဲ့ဒါကြောင့်မို့လို့တပိတ်ကိုရေပြောင်းအောင်တုပ်ပြီးဆိုတဲ့အခါမှာနေဘူးမလှမ်းမဲမသိရဘူးနေဘူးမလှမ်းမဲတုံးလို့ရှိရင်အောက်တက်တဲ့အနံ့နေနန်းတယ်ပေါ့အဲ့ဒါမနန်းအောင်နေဘူးလေးခဏလှမ်းပြီးလို့ရှိရင်ပြန်သိဒါစနစ်တကျနေစဉ်နဲ့အများအဲ့ဒါလို့သင်ပေးတယ်တခါတပိတ်နဲ့တပိတ်ဖုံးဆေးတဲ့အခါမှာတပိတ်ဖုံးကိုအရင်တုပ်တဲ့အခါကျတော့ဘုန်းကြီးတို့ငယ်ငယ်တုန်းကအပြောခံရတယ်အဲ့ဒီကဆရာတော်ကြီးတစ်ပါးကနေပြီးတော့တပိတ်ဖုံးကိုတုပ်တယ်တပိတ်ကိုမတုပ်ဖဲနဲ့နေတဲ့အခါမှာတပိတ်ဖုံးကိုအရင်တုပ်တော့သူကဘာပြောတော့ဆိုမင်းတပိတ်ဖုံးကိုဘာလို့အရင်တုပ်ရလဲတဲ့တပိတ်ဖုံးကဘာဝီနီးခံရှိလို့တော့ဆိုလိုတာကဖရာလက်ထက်ကတပိတ်ဖုံးမရှိဘူးမရှိသည့်အတွက်သူ့ကိုဦးစားမပေးနဲ့လို့ပြောလို့တာဦးစားပေးရမှာကတပိတ်တယ်တပိတ်ကိုအရင်တုပ်ပြီးတော့မှတပိတ်ဖုံးကိုတုပ်လို့ဒီလိုဆိုလိုတာပေါ့နော်ဆိုလိုတာကတော့စနစ်တကျပြောတာစကိုင်းတောင်မှာဆရာတော်ကြီးတစ်ပါးရှိတယ်ဘုန်းကြီးတွေကိုဆွန့်ကတ်တဲ့အခါကျတော့လက်တော့ဘွားကတစ်ထည်နှစ်ထည်ပဲချတာရှေးခေတ်တုန်းကဒီခုလိုတစ်ရှူးတွေရှိတာမဟုတ်ဘူးလေလက်တော့ဘွားနဲ့ချတာအဲ့တော့
ဆရာတော်ကြီးကဆုံးဝိုင်းမှာဘာပြောတော့ဆိုလို့ဆွမ်းစားပြီးလို့လက်ပါဆေးပြီးလို့တုပ်လို့ရှိရင်တဲ့ဒီလက်တုပ်ပေါ်တုပ်လို့ရှိရင်ကိုတော်တုပ်ခွင့်ရှိတာထောင်လေးတစ်ထောင်မဲ့တုပ်ခွင့်ရှိတယ်အကုန်လုံးမတုပ်နဲ့လေ၄ပါးရှိရင်၄ထောင်ရှိရမယ်၅ပါးရှိလို့ရှိရင်အလေကောင်ကတုပ်ဖို့တစ်ပါးအတွက်ခြံထားရမယ်တချို့ကြတော့မဟုတ်ဘူးလက်တုပ်ပေါ်ယူပြီးကိုအရင်ဆွမ်းစားပြီးကိုအကုန်တုပ်လိုက်တာကျန်တဲ့အစိုးနောက်လူတွေတုပ်ဆရာမရှိတော့အဲ့ဒီကစပြီးစီကံနဲ့ကြမတ္တမလောက်တယ်ဆရာတကယ်စီကံရှိကြတယ်တကယ်စီကံရှိတယ်ဒါတွေကမတင်လို့ရှိရင်မသိတော့ဘူးလေမသိတော့သူများကိုမကြည့်တတ်ဘူးလက်တုပ်ပေါ်တစ်ထည်တည်းရှိတယ်ကိုဥကိုတုပ်ပလိုက်တယ်နောက်လူကတုပ်ဆရာမရှိဘူးအကုန်လုံးအဲ့ဒါပြောတာဆရာတော်ကြီးကကိုတော့ပိုင်တာတစ်ထောင်ပဲပိုင်တယ်တော့အကုန်မတုပ်ရဘူးတဲ့ထောင်လေးတစ်ထောင်ပဲတုပ်တယ်ကြံတဲ့တောင်မထိနဲ့ဒီလိုဆိုတာလက်တုပ်ပေါ်တစ်ထည်အဲ့ဒါလေးတွေဟာတာမန်အားဖြင့်တော့အသေးဖွဲလေးတွေပဲဒီအသေးဖွဲလေးတွေကစပြီးစီကံတကြရှိဖို့စနစ်ကြဖို့အမှန်တမ်းအရေးကြီးတယ်ဆွမ်းစားရတောင်မြတ်စွာဘုရားကဟောထားတာရှိတယ်လေပကံများဆွမ်းနိုင်ပြီဆိုလို့ချင်းထိတ်ကစမနိုင်ရဘူးတဲ့ကိုယ့်ဘက်ကစပြီးတဖြည်းဖြည်းချင်းစားရမယ်လို့ပြောတာနော်သမင်းစားတာကအစအကုန်လုံးသွန်တယ်အေးအလုပ်တစ်ခုလုပ်ပြီဆိုလို့ရှိရင်တည်တည်တတ်တတ်လုပ်တည်တည်တတ်တတ်မလုပ်ဘူးလို့ဆိုရှင်အာကုလကမ္မန္တရှုပ်ရှုပ်ထွေးထွေးတွေဖြစ်ပြီးနောက်ပိုင်းကနေလိုက်သိမ်းလို့မပြီးတော့ဘူးတဲ့အကုန်လုံးတည်တတ်စေရမယ်ဒါကအင်မတန်မှအရေးကြီးတဲ့ကိစ္စတစ်ခုတွေတဲ့နောက်အကျိုးပြုတဲ့လုပ်ငန်းတွေကိုလုပ်ဖို့ရကြတော့မြတ်စွာဘုရားဆက်ပြီးတော့ဟောတယ်ဒါနဆိုတာသူများကိုအကျိုးပြုတဲ့အလုပ်လှူတယ်ဆိုတဲ့ကကိုယ့်အတွက်လှူတာမဖြစ်စေအောင်အလှူခံပုဂ္ဂိုလ်အတွက်လှူတာဖြစ်ရမယ်ဒါနဒါကြောင့်မို့လို့အလှူခံပုဂ္ဂိုလ်အတွက်အကျိုးဖြစ်တာကိုကြည့်ပြီးတော့ဒီဒါနရဲ့အကျိုးတရားကိုဆုံးဖြတ်လေးရှိတယ်သမ္မာဒါနဓမ္မဒါနဇိနာတိနဲ့ပြောတာဘာဖြစ်လို့ဓမ္မဒါနကမြတ်တယ်လို့ပြောရတာတော့ဆိုရင်ဒီဓမ္မဒါနကိုလက်ခံရသွားတဲ့ပုဂ္ဂိုလ်ဟာတဏှာဝကလွတ်တယ်ဆိုတဲ့အကျိုးထီအောင်ရနိုင်တယ်ဒါကြောင့်မို့လို့ဓမ္မဒါနမြတ်တယ်လို့ပြောတာဆိုပါစို့ဆုံးလူတယ်ဆိုလို့ရှိရင်ခမင်းတဲ့9ရက်ပဲဒီဆုံးကအကျိုးပြုတာ9ရက်တဲ့အကျိုးပို့ပြီးတော့အကျိုးမပြုဘူးလေသင်္ကန်းလှူလို့ရှိရင်1လလောက်သို့မဟုတ်3လလောက်အကျိုးပြုအောင်ပြုမယ်နော်ဆေးဆိုတာတစ်ခါတည်းရန်ကျောင်းလှူပြီးဆိုလို့ရှိရင်အနှစ်90လည်းအကျိုးပြုမယ်အနှစ်100လည်းအကျိုးပြုမယ်ဒါကြောင့်မို့ကျောင်းလှူကမြတ်တယ်လို့ဒီလိုဟောတာသမ္မာဒါနဓမ္မဒါနဇိနာတိလို့ဆိုတဲ့နေရာမှာဘာဖြစ်လို့ဒါနအားလုံးနဲ့ဓမ္မဒါနကမြတ်ရတာတော့ဆိုဒီကိုကနေပြီးတော့ဓမ္မဒါနလှုပ်လိုက်လို့ဓမ္မရရှိသွားတဲ့ပုဂ္ဂိုလ်မှာဒီဓမ္မရဲ့အကျိုးသက်ရောက်မှုထင်ရှားအောင်ပြောရမယ်ဆိုလို့ရှိရင်ရှင်အတ္တဇိကနေပြီးရှင်သာရိပုတ္တရာကိုတရားတူတူလေးတစ်ပုဒ်ဟောပေးလိုက်တာဓမ္မဒါနပဲရှင်သာရိပုတ္တရာတစ်သလုံးလိုက်ပြီးတော့ရှားနေတဲ့တရားရှင်အတ္တဇိထံကသိလိုက်ရတဲ့အခါမှာဒီအမြင်မှန်ခြင်းနဲ့တန်မြာကင်းခြင်းလို့ဆိုတဲ့အထူးခြားတဲ့ဝိသေသဓမ္မစက္ခုတစ်ခုကိုရသွားပြီးတော့သောတာပန်ပုဂ္ဂိုလ်ကြီးဖြစ်သွားတာလေနဲ့တဲ့အကျိုးကျေးဇူးမှမဟုတ်တာပဲရှင်အတ္တဇိပေးလိုက်တဲ့ဓမ္မရဲ့အကျိုးသက်ရောက်မှုဟာတန်မြာဝကလွတ်ဖို့အတွက်ဖြစ်သွားတယ်အဲ့ဒါကြောင့်မို့လို့ဓမ္မဒါနကမြတ်တယ်ဆိုတာရရှိတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးသက်ရောက်မှုပေါ်မှာကြည့်ပြီးတော့ပြောတဲ့စကားတွေဒါတွေကနော်ဒီဒါကြောင့်မို့ဒါနဆိုတာလည်းလုပ်ရမယ်ကိုယ်တိုင်လည်းသူစရိုက်တရားတွေကိုလိုက်နာကျင့်သုံးခြင်းလို့ဆိုတဲ့ဓမ္မစရိယာကိုလည်းလုပ်ရမယ်ဒီထဲမှာမိဘဆွေမျိုးတွေကိုကိုထောက်ပံ့ရုံနဲ့မကဘူးကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေသို့မဟုတ်ကိုဒီမျိုးဆိုရင်ကိုယ့်ရဲ့မျိုးသူမျိုးသားတွေသို့မဟုတ်ကိုယ့်လူမျိုးတွေနော်အားလုံးအတွက်တတ်နိုင်တဲ့မြတ်ကိုယ်တိုင်ကအကျိုးပြုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်အနဝိသကမ္မအပြစ်ကင်းတဲ့အလုပ်မျိုးလုပ်ရမယ်တဲ့အပြစ်ဖြစ်တဲ့အလုပ်မျိုးကိုမလုပ်ရဘူးတဲ့အဲ့တော့လောကကြီးတခုကောင်းဖို့ရာအတွက်ကအရေးကြီးဆုံးကဘာတော့ဆိုလူတိုင်းဟာကိုယ့်အကိုကောင်းအောင်လုပ်ဖို့လိုတယ်ကိုယ့်အကိုကောင်းလို့ရှိရင်အဆိုးမရှိတော့ဘူးလေကိုယ့်အကိုကောင်းအောင်လုပ်ခြင်းသည်ပင်လည်းအများကောင်းအောင်လုပ်ခြင်းပဲဖြစ်တယ်ပေါ့ဒီကောင်းတဲ့ပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးတော့ကျန်တဲ့ပုဂ္ဂိုလ်တွေဒုက္ခမှမရောက်တာဟုတ်မကောင်းတဲ့ပုဂ္ဂိုလ်ကြောင့်သာဒုက္ခရောက်တာအဲ့တော့လူတိုင်းကောင်းအောင်လုပ်ကြပြီအပြစ်ကင်းတဲ့အလုပ်တွေလုပ်ကြပြီဆိုရင်အားလုံးဟာကောင်းကျိုးချမ်းသာတွေရကြမှာပေါ့ကဲအပြစ်ကင်းတဲ့အလုပ်ဆိုတဲ့အထက်မှာအရေးကြီးဆုံးကဘာလို့ဆိုမကောင်းတဲ့အကုသိုလ်တွေကရှောင်ဖို့နဲ့နော်
အဲ့ဒီမကောင်းမှုအာကုသိုလ်တွေလှုပ်ဖို့အတွက်တွန်းအားတစ်ခုဖြစ်တဲ့မစ္ဆပါဏမူရစေဝ30မှုရှောင်အောင်မယ်ဒီနှစ်ခုဟာဒါအရေးကြီးဆုံးပဲတဲ့ဒါကနေ့ကဘာမှာလည်းပဲဒီမူရဆိုတာအရေးကြီးတိုက်ဖြတ်ပြီးတော့နေရမူရစေဝနဲ့ပတ်သက်ပြီးတော့ပြဿနာအဖြစ်ဆုံးကတော့မက္ကဆီကိုဆိုတဲ့နိုင်ငံရှိတယ်နော်အကြီးကျယ်လှုပ်ပြီးတော့နေရတယ်အခုဒီနားနိုင်ငံတွေမှာဆိုရင်မူရစေဝရောင်းဝယ်ဖောက်ကားလို့ရှိရင်တေတံထိအောင်ပေးတယ်လေဒါကြောင့်မို့လို့မြတ်စွာဘုရားကဒါတွေကိုရှောင်ပါလို့ဆိုတော့အဗ္ဗဓမ္မတန်ဖိုးရှိတဲ့အဆုံးအမတွေပဲပေါ့အဗ္ဗဓမ္မတန်ဖိုးရှိတဲ့အဆုံးအမအဲ့ဒါလို့မူရစ်တွေတောက်စား30ချင်းမှရှောင်ပြီဆိုတဲ့အခါကျတော့ကိုယ်ဆက်လို့ရမှာဘာတော့ဆိုအပမရောစဓမ္မေတုမှန်ကန်တဲ့တရားဓမ္မတွေနဲ့ပတ်သက်လာတဲ့အခါမှာဓမ္မကိုမမေ့မလျော့နေဖို့အရေးကြီးတယ်ဓမ္မကိုမမေ့ဘူးဆိုတာဘာလဲဆိုလို့ရှိရင်ကိုယ့်ကိုပြန်ပြီးတော့နေ့စဉ်နဲ့အမျှဆင်ញင်စဉ်းစားကြည့်ငါဒီကနေ့မနေ့မိုးလင်းတဲ့အချိန်ကနေစညနေအိယာဝင်တဲ့အချိန်အတွင်းပါဏာတိပါဒအမှုရှောင်ကျင်တာလားလုံးမိသလားနော်အရိဏဒါနအမှုကရှောင်ကျင်ရလားသို့မဟုတ်အရိဏဒါနလုံးမိသလားဓမ္မနဲ့ပတ်သက်ပြီးတော့မမေ့မလျော့ဆင်ញင်စဉ်းစားပြီးတော့မြတ်စွာဘုရားကဆင်ញင်စဉ်းစားမှုဟာအများကြီးအကျိုးဖြစ်တယ်တဲ့ဆင်ញင်ပေးရမယ်မဆင်ញင်မဲမနေရဘူးဆင်ញင်တဲ့အခါမှာအဖြေထွက်လာလိမ့်မယ်အေးဒီနေ့မကောင်းတဲ့အကုသိုလ်တွေငါလုံးမိတယ်ဆိုရင်နောက်မလုံးဖြစ်အောင်ရှောင်ကျင်ရမယ်ကောင်းတာတွေကြီးလုံးမိတယ်ဆိုလို့ရှိရင်ဝမ်းသာချီးနူးပြီးတော့ဆက်လုပ်ဖို့ဒီလိုအဖြေထုတ်ပြီးတော့အကျိုးကိုဖော်ထုတ်တာမြတ်စွာဘုရားဒါမြတ်စွာဘုရားဟောတဲ့ဤစနစ်တွေပဲပေါ့အဲ့ဒါလို့ဓမ္မနဲ့ပတ်သက်ပြီးမမေ့မလျော့နေထိုင်ပြီးတော့နေတဲ့အခါမှာဒီပါနောကလူတွေထဲမှာနေတဲ့အခါမှာဆိုလို့ရှိရင်လေးစားတိုက်တဲ့ပုဂ္ဂိုလ်လေးစားဖို့ဆိုတာဒါအရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ပေါ့ခါရဝတဲ့နိဝတ္တဆိုတာမာမနမထားဖို့ဒီလိုဆိုလိုတာတန်တုဋ္ဌိဆိုတာကိုရှိတာနဲ့ကျင့်တတ်ဖို့ရောင်ရဲဖို့ကိုရှိတာနဲ့ကျင့်တတ်တယ်ရောင်ရဲတယ်ဆိုတာကိုတချို့ကတလွဲအတိတ်ပဲကောက်ပြီးတော့စီးပွားရေးမတိုးချဲရဘူးလို့ပတ်စံပိုးမရှာရဘူးလို့ဒီလိုပြောတာမဟုတ်ဘူးသူကနော်ကျင့်တတ်မှုရောင်ရဲမှုဆိုတာစီစာမကြောင်နဲ့လို့ပြောတာနော်စီစာကြောင်လို့ရှိရင်မိဖို့ကြောင်ကချက်ကျွေးတာမစားနိုင်လို့ရှိရင်စီစာကြောင်ရင်ပြဿနာတက်ပဲရှင်းတော့ကဟိုးရွှေဘုံနယ်ကတကာကြီးတယောက်ထမင်းစားတဲ့အခါငေပသီးမပါလို့တဲ့စိတ်ဆိုးပြီးအိမ်ကနေထွက်သွားတာဟိုးအော့ပြေအောက်ရရောက်သွားပြီးအဲ့ဒီမှာအိမ်တော်ရဲ့သားကြနေတယ်လို့ပြောတာပြန်မလာတော့နော်ငေပသီးမပါလို့ကိုယ့်နဲ့ကိုယ်မကျင်တတ်တော့သားတော်ကွယ်မရတော့ကွယ်ဖြစ်တာပေါ့ဒီလိုတွေတောင်ဖြစ်တာဒါက true story ပါတကယ်ငယ်ငယ်တော့ကြားတာတကယ်ဟုတ်လဲဟုတ်တယ်အဲ့တော့ရှိတာနဲ့ကျင့်ညဆိုတာအိမ်ကနေဒီကနေ့အချိုချက်ကျွရင်အချိုနဲ့ကျင့်ကြအချင်းချက်ကျွရင်အချင်းနဲ့အဲ့လိုဆိုရင်စကားများလိုက်ပဲနော်အချင်းကျွေးတဲ့အခါအချိုမပါဘူးလားအချိုကျွေးတဲ့အခါအချင်းမပါဘူးလားဒီလိုမဖြစ်စေရဘူးလို့ဒီလိုဆိုလိုတာနော်တန်တုဋ္ဌိဆိုတာအေးရှိတာနဲ့ရှင်းတတ်မှုဟာအရေးကြီးတယ်တဲ့နောက်တစ်ခုကျတော့ကတိညုတာကိုယ့်ပေါ်မှာကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ရဲ့ကျေးဇူးတရားကိုသိတတ်မှုဟာဒါကသူတော်ကောင်းတွေရဲ့လက္ခဏာတစ်ခုပဲဒါကြောင့်မို့ကျေးဇူးတရားတွေကိုသိတတ်ရမယ်လို့ဒီအဆင့်ထိအောင်ဟာကြည့်မြတ်စွာဘုရားတကယ်မှလူမှုရေးနဲ့ပတ်သက်ပြီးလူဘဝမှာလူတော်လူကောင်းဖြစ်ဖို့အတွက်မြတ်စွာဘုရားဟောတာဒါတွေအမတ်တမဲ့မနေပဲနဲ့ဒီအရေးချင်းတွေကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားအထောက်ဖို့အဲ့ဒါလို့နားလည်မှုရှိအောင်ကတော့ဟောရပြောရတာမြတ်စွာဘုရားတရားတော်တွေနားလည်ပြီးတော့ကိုယ်တိုင်လိုက်နာကျင့်သုံးမှအခြေခံကနေစပြီးတော့ကိုယ်တိုင်ကျင့်သုံးလိုက်နာမှသာလေအောင်မြင်ကြီးပွားမှုဆိုတာရနိုင်တယ်လို့ကိုယ်စီသဘောကျပြီးလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း